Hello ဆုမမပရိသတ်များအားလုံးကိုဒီစရဘော channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အမုန်းတင်လီပြေလို့မြည်ရတဲ့ဇလန်လေးရဲ့အပိုင်း3ကိုဆက်လက်ပြီးတော့မှတင်ဆက်ပေးတော့မှာဖြစ်ပါတယ်โอเคပါအပိုင်း3မှာဘာတွေဆက်ပြီးတော့မှဖြစ်မလဲဆိုတော့ပရိသတ်ကြီးကအခုပဲသိရအောင်မှာဖြစ်ပါတယ်ဇလန်လေးကိုမစတင်ခင်မှာတော့ပရိသတ်ကြီးကဆုမနေရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုလို့ရှင်တော့ subscribe လုပ်ပြီးတော့မှအားပေးခဲ့ဖို့မေးကြပါလိမ့်လို့ပြောကြရနေပဲဇလန်လေးကိုစတင်လိုက်ပါတော့မယ်ဒါကနေအောင်မဟုတ်တာအနေခိုင်းပဇွန်စီအောင်ပါဟုတ်တယ်ပဇွန်စီအောင်မေဒါမှဒီလောက်ရဲတောက်နေအောင်မမြင်ဘူးလားကျွန်တော်ဒါဝဲကြိုက်တာဘာမေသူတို့သမီးဝဲဆောင်အထက်ကိုအားလုံးရှိမှထားပြီးတော့ဒေါ်မမခိုင်စက်ကနေထားရလိုက်တဲ့ခါမှာအစကလေးကရက်နေရဖြစ်တဲ့ချက်ရံနဲ့မျက်နှာချင်းဆိုင်ရက်ပြီးသားဖြစ်သွားပါ යි ချစ်ချင်းကတော့မေဘေမှာထိုင်းနေရပါမယ်လေဒီရေးမှာသူမကြောင်းဝဲမှာဖြစ်မှာမို့တယောက်တိုင်ဆိုဖာကိုကြော်ပြီးမှနှစ်ယောက်လင်မှာနေရာယူလိုက်ပါ යි ဟိုမေရဲ့ဟိုဒီရောင်ကလေဟိုဒီရောင်ကိုချစ်ချင်းရွေးရပါဘာပြောတယ်ညီဘာပြောလိုက်တယ်ပြန်ပြောစမ်းဒေါ်မမခိုင်မျက်လုံးနဲ့မီးဝင်းတောက်သွားပါ යි ချစ်ချင်းဒီလိုဝင်လိုက်မယ်လို့မထင်ခဲ့လို့ခြံကလည်းအန်ဩသွားရဲ့အကြည့်တစ်ချက်နဲ့ဖြတ်ကနေငှက်ကြည့်ပါ යි ပြီးတော့နှကန်းလွှာတွေမှာရှိတဲ့မဲပြောနေရစွန့်ထင်ပါ යි ဘယ်တော့မှမညာရဲခဲ့တဲ့မမေရဲ့မျက်နှာကိုချစ်ချင်းရင်စားမကြည့်ဝန်းတော့ဘဲနဲ့မျက်နှာငုံးပြစ်လိုက်ကြရမှားသွားတာပါသမီးမျက်နှာကိုတစ်ချက်စကြည့်လိုက်တာနဲ့ဒေါ်မမခိုင်နားလေသွားပါ යි အပြုံးနေညှိတွယ်နေစေရှိရဲ့ခြံရံနဲ့ဘေးတိုင်းမျက်နှာကိုဆူဆူရဲလှမ်းကြည့်ပါ යි ကောင်းပြီဒီမင်္ဂလာပွဲအတွက်ပြင်ဆင်ပြီးသမျှနောက်ထပ်လိုအပ်နေတာကိုစိတ်ကြိုက်ကိုစိတ်ကိုကြိုက်တာကိုလုပ်ကြငါဘာမှမပြောတော့ဘူးမေဒေါ်မမခိုင်ကအားလုံးရှိရနေလက်ထွက်သွားပါ යි ချစ်ချင်းကချင်းလန်းပြင်လာတဲ့အခါမှာဒေါ်မလက်ကိုလှမ်းဆွဲလိုက်ပါ යි မြေဒီလိုဝင်ပြောလိုက်ပြီးတော့မှဒီလိုပြောလို့စိတ်ဆိုးသွားလို့ဘလို့စိတ်ပြောင်တောင်းမှန်ပါလေဦးလွင်မိုးကတက်ပြင်းရှည်ချပြီးတော့ဆိုဖာမှာမိကြသွားခဲ့ပါ යි အဲကမ်းမှာလူစုံတက်ဆုံရှိနေပြီးတော့ဘာမှလည်းမပြောနိုင်ကြပါဘူးသူတို့သားကကိုသားဖြစ်နေတော့ဦးလွင်မိုးဘယ်ဘက်ကဝင်ပါမှမသိသလိုဒေါ်မကိုရံရလည်းဒီတိုင်းပဲထိုင်ကြည့်နေခဲ့ရပါ යි လာမြေဖားပြောစရာရှိသေးတယ်ဒေါ်မချစ်ချင်းကိုတင်ပြစရာရှိတယ်လို့လက်ကိုဆွဲပြီးမှထားရလိုက်ဦးလွင်မိုးလည်းအတိတ်ပဲပါရဲ့အကြည့်တစ်ချက်နဲ့သတိပေးခဲ့ပါ යි ကိုသားအချိုးမပြေအောင်တင်မေးစမ်းမအောင်ဆိုပြီးတော့ပြောနေရမျိုးပါဦးလွင်မိုးမျက်နှာကြီးမအေးမလင်နဲ့ကြမ်းခဲ့နေမဲတော်မလို့ပြုံးတော်မလို့လုံနေတဲ့ချမ်းရနှက်ခမ်းကိုမော့ကြည့်ပါ යි ပြီးတော့နေရနေပြင်းချင်းစွာထားရလာပြီးစပွဲပေါ်ကမင်္ဂလာဝဲဆောင်စီကိုမျက်လုံးနေရာဝေသွားပါ යි ဒါကိုတမင်ကန့်လန့်တက်လိုက်တာလားဒါလှုပ်ပြီဗျာဖေဖေကလေချစ်ချင်းပြောတော့တာဖေဖေကြားရတာနဲ့သူနဲ့ကျွန်တော်ထားလိုက်တော့အဲ့ဒါကိုဖေဖေမပြောချင်တော့အခုပြောနေမှာမြမရင်ချင်းမှုထုံနှန်းစင်လာကြမယ်အနီအောင်တန်းနေတဲ့ဒီဝစ်ဆောင်မင်းသူ့ကိုပေးမဝေတင်မိုးဆိုတာပဲဒါကတရုပ်ကြီးမဟုတ်ဘူးဟာဖေဖေကအန်တီခိုင်ဘက်ကလိုက်တာပေါ်တကြီးပါလားဒါကပဇွန်စီအောင်ဆိုတာလူရန်တည်တယ်ချစ်ချင်းကိုယ်တိုင်ရွေးထားတယ်ဆိုတာလေခုနပြောသွားတာပဲမဟုတ်သေးဘူးဦးလွင်မိုးခေါင်းတရရန်ဖြစ်သွားပါ යි ဒီလိုမဟုတ်ဘူးဆိုတာစိတ်ကသိနေပြီမေပြောစရာစကားလုံးတွေကရှားနေပါ යි သူသမီးမျက်ဝန်းတွေကစာအုပ်ဖတ်မိသွားလို့ခိုင်ကမချီတည်းကျိမ့်မိလှည့်ထွက်သွားတာမသိလို့မဟုတ်ပါဘူးခတ်တာတစ်ဖက်မှာမရတစ်ဖက်မှာတာပါအေးဘယ်ဘက်ကမှရက်တီပေးခွင့်မရှိလောက်စုံမရခက်နေတဲ့သားမျိုးဖေဖေကမွေးထားလေအခုလိုမရှူနိုင်မကိန်းနိုင်ဖြစ်ရတာမဆန်းပါဘူးဖေဖေအမှန်တရားတစ်ခုကိုပြောလေခတ်ကိုလက်ညှိုးထိုးပြီးတော့မင်းလုံးအောင်ရုံထွက်မှာပဲမိဘတွေရဲ့အခြေအနေအကျက်တဲတစ်ခုမှာမင်းလက်ဆွဲ30ကျစကလုံးနေတယ်အများကြီးကိုဒါမဲ့ကွာပဏိပခါဆိုတာပူလာလုံးပါခိုင်ရမင်းကိုလူကြီးတယောက်မြင်နေခဲ့ရတယ်မလိန်မာရဲ့သားလို့တက်မှတ်ပြီးတော့သူ့သမီးနဲ့နှီးဆက်မှာစိုးခဲ့တယ်ဦးလွင်မိုးကစကားခဏရလိုက်တဲ့ခါမှာခြံကဖေဖေဘာပြောချင်တာလဲဆိုရယ်မျက်လုံးနဲ့စူးစမ်းကြည့်နေကြရပါဖေဖေဖြစ်ချင်တာတော့ဒါသမီးရှင်မိဘဘက်ကမမားပါဘူးကိုလူတော်လူကောင်းတကယ်ဟုတ်မဟုတ်ကိုပြန်စစ်ကြည့်စိုးလို့စိုးတယ်ပြောတာနားစရာမဟုတ်ဘူးကွာသူ့သမီးကိုယူထားမိလို့ရှင်သူကကိုရက်ခမဖြစ်လာပဲမိဘလို့ယူသေးတာမယူသေးတာထားရက်ခမရာမှာထားလိုက်ရကြတယ်မိလေးစားတဲ့နေလို့ကျွန်တော်အခုသူ့ကိုထိုင်ဆဲနေလို့လားဖေဖေကိုလောက်ခွင့်ရှိတာလောက်ခဲ့ရပါခြင်းနဲ့ပါတဲ့နာလောက်ပဲပါဖို့တချို့ဆိုရင်ညာဘက်တက်လှုပ်တဲ့ပွဲတွေမှာဇာနတ်တွေမဟုတ်ရလက်ဝေဒနာတွေဆင်းကြတာမှာရှိသေးတယ်လေခစ်ထဲမှာနေကြတဲ့လူငယ်တွေကိုနေရာတကာဒလိထုံးဆိုင်နေပဲချီတုတ်ခိုင်းစီလို့တော့ဘဲရပါမလဲပြောလိုက်ချင်းထထရည်သေးရပါကျွန်တော်ကသူ့ကိုရောက်ခမတော်ကျင်လို့လားသူ့သမီးကိုချစ်လို့မရမကခိုးယူခဲ့ရဆိုရင်လေဟုတ်လေအောင်မေလေချောင်းထဲမှာဖေဖေကိုပြောပြခြင်းနဲ့စကားတွေကစုပြုံတိုးဝေးနေကြပါ යි ဘာမှတော့မပြောဖြစ်ပါဘူးဘဝတစ်ခုလုံးနဲ့ရင်းနှီးခဲ့လိုက်တာမှန်တယ်ဒါမဲ့နှလုံးသားနဲ့ပတ်သက်တာမပါပါဘူးပြီးတော့ရည်ရွယ်ထားခဲ့တာဘာမှမရှိပဲနဲ့ဒေါ်မမခိုင်ကကိုယ့်ရောက်ခမဖြစ်လာခဲ့တယ်ဒါသူ့သမီးကိုလိုချင်လို့မဟုတ်ပဲနဲ့ပိုင်ဆိုင်ခြင်းမြည်ခဲ့ရဖြစ်ပါ යි
အကယ်၍ဒေါ်မမခိုင်နဲ့ပဏိပခအမြဲရှိနေရမှာဖြစ်တဲ့သူ့ဘက်ကခံစားချက်တွေကိုသာဖေဖေကလုံးစုံတီးသွားခဲ့မယ်ဆိုရင်ဒီနေရာမှာငိုချင်းချသွားနိုင်တရားပါ။ဘာဖြစ်လို့လဲဆိုတော့မပေးခြင်းမှန်းတီလို့ရအောင်ယူတာ။ရှာပေးပြီဆိုရင်တော့ရော့မျက်နှာရှိကိုရလာတဲ့ပန်းနွေရောင်ဖြော့ဖြော့ပိုးပြော့ချေဝစ်ဆောင်ဘာမှမသိလို့ငုံကြည့်နေမိတရားပါ။ပြီးတော့မှသူ့ကိုမွေးကြည့်မိရဲဆိုရင်ဒါမင်းဝတ်ဖို့လေမျက်ရည်တွေတုပ်လိုက်ပြီးတော့အဲ့ဒါဝေနောက်ထပ်မျက်ရည်တစ်စက်မှမကြနိုင်တော့ပြောထားတာမျက်နှာနီတီတီမာတင်းတင်းနဲ့အဖြူရောင်နောက်တန်းဝေးဆောင်ရဲ့ပေါင်းမီအိမ်နှစ်ဖက်တွေမှာလက်နှစ်ဖက်ကိုပြန်ထည့်ပါချစ်ချင်းမျက်ဝန်းလေးတွေမှာကြားလို့မျက်ရည်တွေပြည့်သိမ့်နေအောင်နှာခေါင်းခတ်တွတ်တော့နှာခမ်းမဲကျင်ကျင်နေစိုက်ကြည့်ပြီးအနောက်ကိုခြေတလန်းဆုပ်ပါပြီးတော့ဘေးမှာရှိနေအလှပြင်ဆရာမကိုလည်းဂရုမစိုက်ပဲနေမင်းကိုကျေးဇူးတင်သွားရှိလို့နည်းနည်းလျှော်ပေးလိုက်တာပဲဒါမဲ့ပဏိပခခုမှစမှာတင်းနေရဲ့မျက်နှာအန်းချင်းရင်မင်းလိုက်တော့ပို့ပြီးတော့မှအကြီးတန်းသွားပါသူကဖြက်ကနေပြန်လှည့်သွားတော့မှကိုကြီးချစ်ချင်းတန်လေးပျော်ပြားမှုမရှိတော့ပါဘူးသူမကိုမှမျက်နှာအဝေးစားအလုံးပြင်ဆင်ပြီးတော့လေကုန်းနေတော့မှကတ်ချိတ်နေပြီကိုကြီးလျှော့ပေးပြီမရတော့ဘူးဒီမှာအားလုံးကပြင်ပြီးနေပြီလေဘာလို့မရရမှာလဲခြံရံရဲ့ကူကခြံကနေပြန်လေလာပါတယ်သူဦးဆုံးဝေလာပေးခဲ့တဲ့ဝစ်စုံရဲရဲနဲ့ချစ်ချင်းရဲ့ပါးပြင်လူတွေကပန်းတူရောင်နှုတ်မွန်နေရပါစပန်နေကုံသိန်းတင်ထိုင်းနှစ်ဖူးဆန်ရင်စာလေးတွေထိတ်မှလေတရဖူလေးကလည်းလက်နေရပါပြီးတော့လေတိုင်းမှာဗရန်များတွေကြီးပဲဖြစ်တဲ့လက်ဝိဒနာတွေဟာနေရာယူပြီးဖြစ်ပြီးမှလက်ကောက်တွေကဆင်လျက်ဆင်စင်ပါဆရာမအဲ့ဒါတွေအခုပြန်ဖြုတ်လိုက်ပါမဖြစ်ဘူးငါမောင်အဝေးစားလေးလိုက်တာနဲ့မျက်နှာမိတ်ကက်ရောင်ကတိစားရောင်ကွဲလွဲသွားမှာပြီးတော့အားလုံးလိုက်ဖောင်ပြန်မြင်ဖို့အတွက်အနည်းဆုံးအချိန်လို့တတ်မှတ်မှာကျွန်တော်လုပ်ပါဆီယာမလောက်ကသူတို့သမီးကိုပြင်ပေးဖို့ပဲနှစ်ခါပြင်ရတဲ့အတွက်နှစ်ပွဲစာပေးမယ်အမြဲဆုံးပြအောင်လုပ်ပါကိုကြီးချစ်ချင်းပါးလေးတစ်ဖက်မှာမျက်ရည်ကြောင်လေးတစ်ကြောင်ကဖြက်သေးစီးဆင်းသွားပါတယ်ဒီဝတ်ဆောင်လေကိုကြီးစိတ်တိုင်းကြခဲ့တာပဲချစ်ချင်းပြန်မလဲချင်တော့ပွဲချိန်ကအရန်နီးနေပြီကိုကြီးပဲတစ်ခုပြီးတစ်ခုမင်းကငါမျက်ရည်တစ်စက်မှမကြနေလို့ပြောပြီးသားနော်အိုးမင်းဘယ်လိုလုပ်လိုက်တာလဲချစ်ချင်းရဲ့မေးဖျားလေးကိုလက်ဖွားနဲ့ပင့်ကံပြီးမောယူလိုက်တဲ့ခါမှာအလှပြင်ဆရာမမျက်နှာပြပြနဲ့ဝင်ကြပါတယ်ဘလို့သူတို့သားလေလက်တောင်မထက်ရသေးပဲနဲ့ရနှက်တော့မှလို့နေခြံကဘာလို့မှဂရုမစိုက်ပါဘူးမင်းအဲ့ဒါကိုဝယ်ပြမမျက်ရည်ချောင်းစီးနေမှာမဟုတ်လားငါလိုချင်တာမင်းမျက်ရည်မဟုတ်ဘူးမင်းအမေနဲ့ဘတော်မှမငြင်းကြမို့ပဲချစ်ချင်းကမျက်ကြောင်မခက်ပဲနေလိုက်တဲ့ခါမှာတစ်ဖက်မှာလှုပ်လိလို့လေမျက်ရည်တွေကပြိုဆင်းခင်မရသေးပဲနဲ့ရှိပါတယ်သူပဲအနာယူသူပဲဒေါသထွက်နေရဲ့တက်ခောက်တန်တစ်ချက်ခြံရိတ်ခဲ့ပြီးခြံကပြန်ထွက်သွားပါတယ်ကဲရော့တစ်ရှူတခါမှမကြုံဘူးတကယ်ဒေါ်မမခိုင်ရောဒီပွဲမှာဒီလိုလေးပွဲတက်ပါဝင်လာလို့ဥလွင်မိုးနဲ့ဒေါ်မပင်မကြီးစွာနဲ့စူးစမ်းခဲ့ရပါမင်္ဂလာပွဲဟာချင်းချင်းတည်းစီကားပါတယ်သူတို့သားသူတို့သမီးတွေကိုချစ်စနိုးမြတ်ဝန်းနေနဲ့လက်ဆွဲနှုတ်ဆက်သွားကြတယ်ဒေါ်မမခိုင်မျက်လုံးထဲမှာတော့စပွဲရှိသမျှလူတွေပြည့်သိပ်စီကားနေတာပေါ့နှစ်ဖက်မိတ်နဲ့တက်ရောက်လာကြတဲ့လူကုန်းနဲ့အလွှာတွေရဲ့ပြိုးပြက်လက်နေတဲ့ကြောက်မျက်နှာရောင်စင်းတွေပေါ့သူမမျက်လုံးထဲမှာဘာတကူမှလည်းမမြင်သလိုမကြားသလိုလှုပ်ရှားမှုတွေကင်းမဲ့နေကြရပါဒါမင်းလေတခါတခါဖြက်ခနဲ့ရွေလျားလိုက်ပါသွားရဲ့အဲ့ဒီမျက်ဝန်းနေတာသမီးဖြစ်တဲ့ချစ်ချင်းမမှန်ရဲ့မျက်နှာလေးထက်မှာပါရီးရတယ်ကွာမိမယူလိုက်တာအောင်များပြင်းပြင်းရှိရနဲ့ယူဖြစ်သွားရတယ်ခွေးကောင်ကွာနားထဲမှာစူညံတန်တွေကိုဖောက်ထွင်းပြီးတော့တိုးဝင်လာတဲ့စကားတန်တစ်ချက်ပါဥလင်မိုးရဲ့လက်ကိုဆွဲပြီးတော့မှညာဘက်ချမ်းမိတ်ဆွေတွေကိုနှုတ်ဆက်ဖို့ကူးလာခဲ့ရဖြစ်ပါတယ်ဒေါ်မမခိုင်ခြေလန်းတုံသွားတဲ့အခါမှာဥလင်မိုးကထိတ်ခနဲ့ဖြစ်သွားပြီးဒီနားမှာမရက်ဖြစ်အောင်လက်ကိုဖိစုပ်ထားနေမသိသလိုဆက်ထွက်လာခဲ့မိတာပါခေါ်ပါဦးဟာမင်းမိမအောင်ငါတို့ဝိုင်းမှာတစ်ခွက်တစ်လားလောက်ဝင်းထဲပေးခြင်းနဲ့စိတ်လေးရှိလို့ရှင်ပိုရင်းနှီးသွားတာဗောသိရတာဗောဦးလင်မိုးဆွဲခေါ်တဲ့အတိုင်းပဲခက်တန့်တော့ပါသွားခဲ့တဲ့ဒေါ်မမခိုင်ဟာနေရာမှာတုံငနေချက်သွားခဲ့တာပါလာပါခိုင်ရဲ့ဒီလိုနေမျိုးမှာလူငယ်တွေကခဲကြတာပဲကိုတို့လူကြီးတွေကတော်ရုံလောက်ကိုမသိကြအောင်စောင့်နေလိုက်ပါဒေါ်မမခိုင်စကားတကောမှမဆိုဘဲနဲ့အန်ကျိတ်နေရပါအဲ့ခံပွဲတွေဝင်ပါခဲ့ရလေသမီးမျက်နှာကိုတစ်ချက်လေးတော့ငဲတင်နေထင်းလို့ပါဒါကြောင့်ဒီလူနဲ့ဒီပွဲကိုသူမှလုံးဝသဘောမတူကြောင်းသိတာအဲ့လိုမျက်နှာနဲ့ပဲနေဖို့ဆုံးဖြတ်ခဲ့ရပါဘာတလုံးမှနှုတ်ဆက်ပြောဆိုခြင်းမပြုပဲလူတွေတမျိုးတမီဝေးဖန်ကြမှာကိုတော့မှဂယုမဆိုင်မအောင်စူးစမ်းခဲ့တယ်ဒေါ်လေးကဘလို့ပြောမရတဲ့အခါမှာပတ်ဝန်းကျင်နဲ့လှည့်ပြောခဲ့ပါတယ်ကဲ့ရဲ့ပါကြီးဒေါ်လေးဒီပွဲကိုခိုင်မကျင်လက်ဘူးဆိုတာသိသွားပြီးတာပဲဒေါ်လေးလက်လျှော့သွားတဲ့အခါမှာကိုမျိုးကတမျိုးပါသမီးမျက်နှာလေးပြက်နေကြတဲ့ခိုင်ရဲ့ဒီလိုမျက်နှာမျိုးနဲ့တော့မနေပါနဲ့ကွာဒီပွဲပြီးသွားလို့ရှင်ခိုင်မတာလွတ်လပ်တယ်လို့နေပါခိုင်အတွက်ဒီပွဲကအရေးကြီးဆုံးပဲကိုတာအားပါတီကပြုံးရံနေနိုင်တဲ့အထိကိုခိုင်အရှုံးပေးပြီအခုသမီးအတွက်ဆင်းလာခဲ့တာသူ့လုံးဝလက်မခံနိုင်ဘူးဒါမျိုးအားလုံးသိမှဖြစ်မယ်
ဒီတိုင်းဖြစ်ဖြစ်ပြောနေတာမို့နောက်ထပ်လေကိုမိုးကဘာမှမတောင်းဆိုတော့ပါဘူးပွဲဟာဒီတိုင်းပြီးဆုံးသွားခဲ့ရင်တော့မှတော်လေးပါအောင်မေတော်မမခိုင်ဒေါသတွေတီးရနဲ့တက်နေရပါလူငယ်တွေတောက်စားပျော်ပါနေကြတဲ့စကားဝိုင်းနေခြေစုံရက်ပစ်လိုက်တဲ့ဇနီးတဲ့ကြောင့်ဦးလွင်မိုးရဲ့မျက်နှာပြိုကျတော့မတက်ဖြစ်သွားပါတယ်ကြည့်လိုက်တော့လူငယ်9ယောက်ဝိုင်းနေတဲ့စပွဲပေါ်မှာဧကန်ပွဲကစားစရာမပါဘဲနဲ့နိုင်ငံခြားရက်တွေနဲ့အမြင့်ဆုံးပါတော်တော်ခက်တယ်ကောင်းပါလားဒါမျိုးကဧကန်ပွဲပြီးမှတက်လောက်ရမယ်ဘက်စလာနိုင်လေလူအစီကားဆုံးအချင်းရှေ့ဆုံးစပွဲမှာတောက်ပွဲစားပွဲလုပ်နေတာပါလေနေချင်းချင်းမျက်နှာနဲ့ရီမောရွှင်လန်းနေတဲ့တားမျက်နှာကိုလှမ်းကြည့်နေတမင်ခန့်ကိုစိတ်ဒုက္ခပေးနေရလားမတိတဲ့ဆိုးရွားနေခြင်းလားဝေခွဲရခတ်နေပါ යි ဒေါ်မမခိုင်ကတော့စူးရဲတဲ့မျက်ဝန်းတွေကြွချမတက်ဖြစ်နေပြီကိုသားခန့်ကိုစိတ်ခေါ်နေတာခိုင်ရဲ့မဟုတ်ပါဘူးဟေးချစ်ချင်းခဏဒီကိုလက်ခုပ်လဲတီးရဲ့အတန်ချက်ချင်းနဲ့လှမ်းခေါ်လိုက်တော့ကြားသမျှလူတွေကခြံတော့စပွဲစီကိုအောင်ရသွားကြပါ යි ချစ်ချင်းကတော့ဒေါ်မာတို့သားမင်း2ယောက်နဲ့ဧည့်သည်3ယောက်လောက်ကိုနှုတ်ဆက်နေရလှည့်ကြည့်ပါ යි တစ်ဆက်တည်းမှာခြံတို့စပွဲရဲ့ဟိုဘက်နားမှာရက်နေတယ်ဒေါ်မမခိုင်တို့ပါလှမ်းမြင်လိုက်ပါတယ်ကိုကြီးထင်းလန့်စွာရေအိုးလိုက်တဲ့ချစ်ချင်းရဲ့နှကန်းလေးတွေဟာလှုပ်ခတ်သွားသည့်တောင်ဘာတန်းမှလည်းမထွက်နိုင်ပါဘူးမိမိနဲ့ကိုကြီးကိုခောက်တော့ခောက်ပြန်ကြည့်နေဒီဘက်ကိုဆက်ရုပ်လေးလိုလှည့်ပါ යි စူးနေသွားတဲ့မျက်ဝန်းတွေကခြံရံကိုကြော်ပြီးမမေ့စီမှာပါမမြင်လာစမ်းပါဒီကောင်ကြီးရင့်နေလို့ခြံကသူကိုယ်တိုင်ရောက်လာပြီးတော့ချစ်ချင်းရဲ့လက်ကိုဖြတ်ကနေစုပ်ကင်ပါတယ်တငယ်ချင်းတွေစီပြန်လှည့်မှာတော့လူကရှိုင်သွားပြီးချစ်ချင်းနဲ့ပကုံးချင်းမတိမတာတိုက်သွားပါတယ်ဟာပွဲဟာမပြီးသေးဘူးကွာလူကရိုင်းချင်းလေးပြီလားလူငယ်တွေကဒီလိုပါပဲဒီကောင်လေးကိုကိုလွင်မိုးနဲ့တွေ့ပြီးတော့တခါမှမတွေ့ဘူးနော်ဟုတ်တယ်တားရှိမှန်းပဲသိတာအခုမှပဲတေချာသိတော့တယ်လူကြောလေးပဲဒူရီတော်သားဆိုလေဒီလိုပေါ့လေမိဘလည်းရှိဖို့မှတင်ထားနေတာ哦လူတွေအထူးသဖြင့်သတိထားမိကောင်ကလှုပ်လိုက်တဲ့ဖြစ်ရကြောင်းလေလှည့်ကြည့်ကြဝေဖန်ကြနေအနီးနားစကားတန်တွေကိုတောင်းမှမတက်တာဆိုကြားနေရပါတယ်ချစ်ချင်းလက်ကလေးကိုဆွဲထုတ်သွားရင်နောက်မှာမျက်လုံးကပါသွားစင်ပါပဲလူငယ်တွေစပွဲပိုင်းရဲ့ဟိုဘက်မှာရှိနေတဲ့ကျုံမဖြစ်သူနဲ့ဥလင်မိုးတို့စုံတွေမှာတောင်းမှလှမ်းမြင်သွားပါတယ်ဒါကြောင့်လေခုနကချိန်ရလှမ်းခေါ်တာကိုလှည့်ကြည့်ပြီးတော့ချစ်ချင်းမျက်နှာလေးပြက်နေရပါလားဆိုပြီးတော့နားလေသွားပါတယ်ဘာတွေဖြစ်ကုန်ကြလဲဧကန်ပွဲတွေကလူတွေတောင်းမှသတိထားမိကုန်ပြီလားမသိပါဘူးဒေါ်မမခိုင်ရဲ့မျက်နှာစားတော့ဝါတော့မတက်ရှိပြီလူငယ်တွေကတော့ကဘာကြီးပူတာအေးတာသူတို့နဲ့မဆိုင်လို့မျိုးပတ်ဝန်းကျင်ကအတိအကျတချမ်းမှမရောက်ပဲနဲ့ရီမောမပြတ်ပါဘူးမင်းတို့စုံတွေကဘာလဲကွာဧကန်တော့တယောက်တခြားစီမိမမျက်နှာလေးကြည့်ပါဦးဘာလဲခလေးကိုမုံပေးကြိုက်ထားလားအေးလေကွာမရအောင်နော်မင်္ဂလာပွဲဆိုတာပြုံးနေရမယ်ဒီလောက်ရင်ခုန်စရာကောင်းတဲ့ညကိုရင်ခုန်ရမှမသိဘူးလားချန်ရန်မင်းကတော့တင်မေးတယ်နော်အေးဟုတ်တယ်ဘယ်မှာလဲဗီဒီယိုကင်မရာမင်းဟဲဒီလိုလားကြားရဲကွာငါရိုက်မယ်ချန်ရန်မင်းကမင်းရဲ့သူတို့သမီးကိုလေအမတ်တရအနမ်းလက်ဆောင်ပေးရမယ်ဟေးဟုတ်တယ်လက်ခုပ်တန်ဒီတော်ညံသွားပါ යි မင်္ဂလာပွဲဒီမှာဒါအပြုတ်ရွှင်စရာပါထိုင်းမဲ့လေဒီပွဲရဲ့နောက်ခွေဟာချီနှောင်းတဲ့ကျိုးတွေမှာဆက်ထုံးနေရှိနေရတော့ဘယ်သူမှမသိပါဘူးခြံရဲ့မျက်နှာမှာကြည်နေတဲ့ခက်ကြဲအပြုံးတွေဝင်းနေပေမဲ့လေချစ်ချင်းမျက်ဝန်းတွေမှာတော့ပြေးပေါင်မှားနေတဲ့သူငယ်လေးတစ်ကောင်နဲ့တူနေပါ යි ဝိုင်းဝန်းဆွဲလဲကြတော့မတက်အနားမှာခက်ရအနက်နေလှိုင်းကြပြီးတော့စုပြုံရောက်လာကြတဲ့သူတွေကိုခြောက်ချားစွာကြည့်ပါ යි ခြံရဲ့လက်မောင်အာကိုကြီးဖက်တွေ့ထားတဲ့လက်တွေကလေရီမျိုးရဲတီနဲ့ငုံမိုးကြည့်လာတဲ့မျက်ဝန်းတွေကြောင့်လေလမ်းလျက်ပြေးကြပါ යි ကိုကြီးချစ်ချင်းကသူတို့ကမင်းကြီးနေလို့ရှင်ကြည်နေမှာမဟုတ်ဘူးချစ်ချင်းခေါင်းတွင်ခါပြီးတော့မျက်ရည်တွေအလိုလိုပြည့်တည်လာခဲ့ပါ යි သူနဲ့မမေ့ကြမှာပဏိပခါတွေမရှိအောင်စူးစမ်းမှသိပါ යි ဒီဖြစ်ကလူကြီးတွေနဲ့မသက်ဆိုင်တဲ့မင်္ဂလာညရဲ့ပျော်ရွှင်မှုတွေတရားတကူပဲဆိုတာလည်းတွေးမိပါ යි ဒါမဲ့လူကြားသူကြားတွေမှာဒီလိုလုပ်ရမှာတော့ရှက်ကြောက်တလွန်းတဲ့စိတ်ကဘလို့မှလက်မခံနိုင်ပါဘူးမေကဲပါဦးလို့မပြောရင်ပဲမျက်ဝန်းတွေကမေရှိအောင်တန်းကနေရောက်သွားပါ යි ဒါအောင်မြင်လိုက်တဲ့ချင်းရဲ့မျက်နှာကလည်းတင်းမာသွားခဲ့ပြီရောလာပါကွာကိုယ့်ဘက်ကိုတိုးပါဟေးအဲ့လိုမလုပ်ပြရစီနဲ့နော်ချစ်ချင်းကမျက်နှာလေးငုံထားပြီးတော့အတင်းယုံနေပါ යි ချန်ရန်ကပကုံးလေးတစ်ဖက်ကိုမလွတ်အောင်ဖိစုပ်ထားပြီးတော့မောပါကွာလို့ချော့မော်နေရလားကိုကြည့်နေမှသိလို့ဇွတ်တီကိုစူးစမ်းနေရလားမခံမရက်နိုင်လို့လည်းမျက်ရည်စက်တွေကပါးပြင်ပေါ်ဖြတ်ပြေးသွားကြတယ်ဒေါ်မမခိုင်ဝိုင်းကနေနေကြတဲ့လူတွေကြားထဲမှာသမီးလေးကိုအန်ကျဲကြည့်နေချန်ရန်ဆိုရယ်လူရန်ကောင်မုံတတန်မုံရင်တေးကြနေခဲ့တာပါလက်သေးနှစ်ဖက်ကိုစုပ်ထားနေအားဘလို့အားမရဖြစ်လာခြင်းဟာမတ်ရက်မနေခြင်းလောက်အားရင်ချိနေလာနေတူပါတယ်ခိုင်တတိထားလေဦးလင်မိုးရဲ့စိုးရိမ်ကြီးခေါ်တယ်မှာဒေါ်မမခိုင်ဦးလင်မိုးရဲ့ပကုံးတစ်ဖက်မှာပျော့နေစွာနေမိချလိုက်ပါတယ်ချစ်ခင်အားကိုးဆိုတော့မဟုတ်ပါဘူး
ဘလို့မအောင်မတရက်နေနိုင်စွာမရှိတော့လို့ဖြစ်ပါတယ်ရှင်ထဲမှာဒီလိုလက်ထက်ခဲမိလေခြင်းဆိုတဲ့နောက်ထနေတစစ်စစ်နားကျင်လာတာပါသမီးကိုမတန်မရမထိနဲ့မကန်နဲ့လို့တားမြစ်ခဲ့မိရမာနစကားတွေကြောင့်လေသမီးလေးကိုမရမကသိမ့်ပိုက်သွားခဲ့တယ်ဘလို့မှမကြည့်ပြနိုင်ပါဘူးလို့ကြွေးကြော်နေခဲ့တဲ့ကိုရှိမှာပဲတမင်တကာကိုဖန်နှန်းပြခဲ့တယ်မင်းရုပ်မာဖို့အတွက်ငါမေးရဲ့မိတွေးဖြစ်ခဲ့တာပေါ့ထောင်မမခိုင်ရဦးလွင်မို့တွဲခေါ်ယူခဲ့တဲ့နောက်ကိုတက်မဲ့အရှုပ်တရုပ်လိုပါသွားခဲ့မိတွေးနဲ့တက်ဆိုင်တဲ့ theory ဘယ်နှခုလောက်ရှိနိုင်မလဲဆိုတာနာကျင်စွာတွေးလာမိတာပါဒါမဲ့သူမမှတ်သားလိုက်နာရမှာတော့မိတွေး theory မဟုတ်ပါဘူးကိုသူမဟာမိတွေးလာရောက်ခမလားနှစ်ခုစလုံးတစ်ခုမှမဟုတ်ခဲ့ဘူးလားဘာမှမသိတော့ပေမဲ့ကိုသမီးကတော့သူ့ဇနီးဖြစ်သွားပါပြီအဲ့ဒီခါမှာခေါင်းထဲမှာရောက်လာတာတမတ်တယောက်ရဲ့အဆိုးကောင်ပါကလေးတွေကကြောမလို့စောင့်နေရခိုင်ကတော့မခံချင်ဘူးကိုသားကိုဥပစ်ကမပြုတ်ထားနိုင်ဘူးဆိုရင်ကိုသွားလိုက်ဒေါ်မမခိုင်ရရှူစေးဖို့လို့ဇပွဲပေါ်မှာစောင့်ချလိုက်ပြီးတော့မှပြန်ကောက်ရှူပြီးကောင်းမှပြေးရောမီးနေရရှော့ချလေးလိုက်ပါဒီလိုညင်းမှာပဲဆိုတာဥလွင်မိုးကလည်းသိပါတယ်သူခေါ်တာထွက်ပြီးတော့မှကြော့ခံမှုတာကိုသားကလည်းကြော့ခံခြင်းနဲ့ဆန္ဒရှိနေအောင်သိစေချင်တာဖြစ်ပါတယ်ဒါကြောင့်လေဒေါ်မမခိုင်ညင်းတာကိုစိတ်မပြတ်ပဲနဲ့အနာတိုးသွားလိုက်နေရေချိုးလိုက်ပါလားခိုင်တိတ်မှညင်းမနဲ့သေးတာကိုရင်တွေးဆက်ထားပြီဟဲ့ဒါဖြင့်လေအင်ကြီးထမင်းနေပေါ့ပါပဲလေးထားလိုက်ပါလားကိုကသာသွားစရာရှိတော့သွားပါခိုင်စင်ပြေလို့နေနေတာဒေါ်မမခိုင်ကဧကန်ပွဲရဝတ်ထားရတိုင်းဘာမှမလဲပဲနဲ့ဥလွင်မိုးတွဲခေါ်လာပြီးတော့ဒီမှာချထားပြီးရပုံစံလေးတမ်းပဲလဲနေရဖြစ်ပါတယ်ဒေါ်မမခိုင်ကိုထားခဲ့ပြီးတော့ဥလွင်မိုးကဧကန်ပွဲကိုပြန်သွားခဲ့တရားပါပြီးလို့ပြီးဆိုမှဒေါ်မောင်နဲ့ထားခဲ့ရဖြစ်ပါတယ်ပြန်ဝင်လာတော့ဒေါ်မမခိုင်ရဲ့မျက်နှာကြည်ကြည်လေးလေးပြန်ဖြစ်နေပြီမျက်နှာချက်ကိုငေးစားကြည့်နေပါတယ်ကလေးတွေနဲ့ဒီမေချာမပြေမလဲမငြင်းချမ်းမို့ဘလို့ဆက်လက်ချင်းလောင်ရမှန်းမသိပဲနဲ့ဥလွင်မိုးတက်ပြင်းနေအကျဉ်းချင်းချပါတယ်ချောမော့ပြောကြည့်လိုက်တဲ့အခါမှာအန်ကျိတ်မျိုးသိထားလို့တကယ်ခွင့်လွှတ်ပေးဖို့ကြိုးစားနေတယ်လို့တီးနေရမျက်နှာလေးကိုအကဲခတ်လို့မရပါဘူးဒါဆိုရင်လေကိုအပြင်ခဏထွက်လာအောင်မေခိုင်နေကောင်းရဲ့လားအင်းလို့ဖြေတာကိုကြားပြီမေသူထွက်သွားတော့မှမူးမိုက်နေမလားကြိုက်ခဲနေတယ်တလားလို့တွေးပြီးတော့မှနှစ်ဖူးပြင်လို့လက်ဘွားနဲ့ကတ်တင်လိုက်မိတယ်ပါခိုင်မူးပြီဆိုတော့ကျွေးတာဆူရွှဲလာပြီးတော့နှကန်းနေကြောင်ပြောင်းသွားတတ်ပါတယ်ခေါင်းကလိုက်ကြလို့ညီးတန်ကြရင်မှာမျက်နှာပြင်မှာချွေးတစမ်းမှမရှိဘဲနဲ့ပြောင်းတိတိနီတီလေးဖြစ်တတ်တာတွေသူအားလုံးမှတ်ထားခဲ့ပါတယ်ဒါကြောင့်လည်းနှစ်ဖူးလေးကိုစမ်းကြည့်ပြီးတော့မျက်နှာကိုအကဲခတ်လို့ကျင်းနေတော့မှအခန်းထဲကထွက်ခဲ့ရပါခိုင်ရသူ့ထက်အသက်လင်းငယ်ပါတယ်ပြီးတော့ကလေးတယောက်မေးဆိုရင်အပြူရီမမီလောက်လှပါတယ်လှတဲ့လောက်စကားပြောတော့တာလေးကလည်းချစ်စရာကောင်းပါတယ်တခါလေသူမကိုသူမမိုးဆိုးမကလေးတယောက်မေးဆိုတဲ့အရွယ်ကိုမေးရော်နေသလားထင်ရလောက်ခြေဆောက်စိတ်ကောက်တိုင်လေးရှိပါတယ်ခိုင်ကိုသူများရဲ့ရင်ဝင်အရေးထဲမှာရှိနေတဲ့ဘဝတွေဟာသူ့ရင်ထဲမှာနှွေးထွေးနေကြရပါရှားကိုပိုင်ဆိုင်ကျင်တာမျိုးမဟုတ်ဘဲနဲ့အလိုလိုက်ကြည်ပြူနေကျင်တာမျိုးဖြစ်ပါတယ်သူမဟာကိုဘဝနဲ့မသက်ဆိုင်မိမယ်သူမလုံမကြလို့မျက်နှာညိုနေရလေးကိုတော့မှမမြင်ချင်ခဲ့တဲ့ခံစားချက်မျိုးတွေလည်းရှိနေခဲ့ဖို့ပါတယ်ဒါကြောင့်လေကိုမိတ်ဆွေရဲ့ဇနီးပင်ပဲကိုရဲ့ညီမလေးတယောက်ပေါ်မှာဂယုဆိုင်ဆောက်ရှောက်ခြင်းမျိုးတွေနဲ့သူ့ဘက်ကတာဝန်ကျင်နေခဲ့တာဟိုတုန်းကတည်းကဖြစ်ပါတယ်ပိုင်ဆိုင်ခွင့်ရလိုက်တော့လေချစ်လို့မဝနိုင်အောင်အရေးကြီးကြီးနဲ့ဖြစ်ရတယ်ခဏခဏစိတ်တူတက်တာအနိုင်ရမှကျင်းတဲ့သူမှကျင့်နေကြလေအိမ်တော်ကြီးကတတရရွှေမှာတစ်ကပြန်စခဲ့ရပြီမေအေးဆက်ဆုံနိုင်ခဲ့တာမရှိပါဘူးသူ့ချက်ကတားရဲ့မမေကိုတငယ်ချင်းရဲ့လက်ဆက်ခဲ့ရတဲ့အတွက်တငယ်ချင်းလိုပွင့်လဲကြပြီမตายရတဲ့အဖို့ထင်မရှိခဲ့ပြီမေခိုင်နဲ့ကြမှာရေခုံရတယ်လို့မျိုးတော့မဖြစ်ခဲ့ဘူးထင်ပါတယ်ဘာဖြစ်ဖြစ်သူဟာပေးဆက်ကြည့်ပြခြင်းကိုပဲပျော်မွေ့နေတဲ့သူဖြစ်လို့နေမှာပါသူ့လိုနားလေခြင်းမျိုးသားမှာဘာဖြစ်လို့မရှိခဲ့ရလဲတကယ်ဆိုရင်ခိုင်သမီးရဲ့စိတ်တဲ့အယိုးစတွေဟာသူနဲ့တူနေခဲ့ပြီဒါကတော့ခိုင်သားလို့ပြောရင်တော့မယုံတဲ့သူရှိမှာမဟုတ်ပါဘူးချစ်ချင်းကအေးချမ်းသိမ်မွေ့ပြီခြံကလွတ်လပ်လှုပ်ရှားခြင်းနဲ့သူဖြစ်ပါတယ်ခြံကသူနဲ့ပတ်သက်သမျှသူကိုနိုင်မှကြည်နဲ့တလောက်မှာချစ်ချင်းကတော့အလွယ်တကူအရှုံးပေးပြီးတော့မှငြိမ်းချမ်းခြင်းနဲ့ပုံစံလေးရှိနေပါတယ်ဒါမဲ့ချစ်ချင်းကိုသူကချစ်နာပြီခိုင်ကတော့သူမလိုဇေယျမျိုးရှိနေတဲ့ချမ်းရံကိုနဲ့လေးမှမရှူစိတ်နိုင်ပါဘူးအစင်မပြေတာတွေကိုစုပြုံတွေးလာခဲ့ဦးလယ်မိုးရဲ့ခြေလန်းတွေကအေကနာကိုရောက်လာမှရက်ပါတယ်မလာဘူးလေလားဒေါ်မမျက်နှာမကောင်းစွာနဲ့စီးမိပါတယ်လှမ်းကြည့်လိုက်တော့အရက်ရှိန်ကြောင်နီးနေတဲ့ချမ်းရံမျက်နှာခက်ချင်ချင်းမဲပြုံးနေပါချစ်ချင်းကတော့မိတ်ကပ်ဖြော့ဖြော့တင်ကြံစဲမျက်နှာလေးနဲ့မျက်တောင်အရှိကြီးတွေမျက်ခုံးပြပြမှာကန့်နေတဲ့သူကိုမျောနဲ့နေခဲ့တာအထိတ်တလန့်နေပါသူနေမကောင်းတော်လေ
ဒေါ်လေးနဲ့ကျွန်တော်ပဲကတော့ခံလိုက်တာပေါ့ကျွန်တော်တာဝန်ကြီးရနော်ဖေဖေကျွန်တော်မိဘလိုနေရပေးပါရဲ့သူကမယူတာတာပြောပြတာပါနေရတကကျွန်တော်ပဲလွန်လွန်ကျူးကျူးဖြစ်နေရဲ့လို့ဖေဖေကမျက်လုံးစိမ့်နဲ့ကြည်လို့လို့ပါဦးလွင်မိုးကပြောမလို့ပါစက်ပြင်မိမယ်ဒုံမပဲကောင်းချင်းလဲပါမျက်လုံးစိမ့်နေတော့မဟုတ်နိုင်ပါဘူးကွယ်ဆန်ရွေးနနာဖိုးဆိုတဲ့စကားတိုင်းပဲစုံမစရာရှိရင်ကိုသွေးသားကိုပဲစုံမတာမျိုးပါထိုင်းမဲ့လေဖွားတခုတော့ပြောချင်တယ်မိကောင်းဖခင်သားသမီးတိုင်းဟာမိမိရဲ့ဆွေပုံမျိုးကုန်မိဘကိုထိမ့်သိမ့်တက်ကြတယ်ဒီထဲမှာအိမ်နာမှုဖျားတဲ့စီးမီစုပ်တိုးဆိုတာအဓိကပေါ့အိမ်နောက်တစ်ခုတီးဆောက်လိုက်တာပေါ့ပေါ့လေးသဘောထားလို့မရဘူးဒါကမိန်းကလေးအတွက်ပဲအရေးပါတာမှမဟုတ်တာငါယောက်ျားပဲဆိုတဲ့သဘောနဲ့ပေါ့ပြတ်တာကုံတိတ်ကာရှိရဲ့ယောက်ျားကောင်းတို့ရဲ့ဇယိုက်မဟုတ်ဘူးကွယ်ဖွားကျွန်တော်အဲ့လိုလူလို့မြင်လို့လားဒါလူကြီးဆုံးမနေအောင်ဘာဖြစ်လို့ပြန်မေးနေရလဲဖွားအဲ့လိုမဖြစ်စေချင်တာပါကွယ်မိကောင်းဖခင်သားသမီးမို့လို့လေမြေးတို့ကိုကြည်ကြည်ပြူနဲ့လက်ထပ်ပေးခဲ့တာပေါ့မကြည်ပြူတာကိုသိစေချင်တဲ့တယောက်ကတော့ထွက်မလာဘူးမဟုတ်လားအဲ့ဒါကိုထည့်ပြောလေချန်ကအဲ့ဒီစကားတို့ပါဇက်ကမဟုတ်ဘဲနဲ့အိမ်ထဲဘက်ကိုမျက်လုံးဝေးကြည့်ပြီးလူကြီးတွေတိတာအတန်တိတ်ပြောပါတယ်။တုံးမှာမျက်နှာပြက်သွားပြီးတော့ရောက်ခမနဲ့တမက်ဖြစ်လာသူရဲ့ကြမှာဘသူဒုက္ခများတယ်လေဆိုတဲ့အဖြစ်ကိုတွေးမိရတဲ့မျက်လုံးတွေကမျက်လွှာလေးကျနေတဲ့ချက်ချင်းနဲ့ကိုရောက်သွားပါတယ်။ဘာဖြစ်ဖြစ်မပြောလို့လည်းမပြေးပါဘူး။ဖွာပြောချင်တာမင်းတို့ကိုယ့်ရင်တော်ရေးတာယာဖို့ပဲစူးစမ်းတင်တာပါ။အဖေအမေမွေးချင်းဆွေမျိုးဆိုတာတွေဟာအချိန်တန်သူတို့ကအပြင်းလို့လေ။တက်ဆုံးတိုင်ပေါင်းသေးကြမှာလင်းနဲ့မယားနှစ်ယောက်တည်းဒီနှစ်ယောက်နားလည်မှုရှိနေကြဖို့တည်းဘာမှအရေးမကြီးဘူးတယောက်ကိုတယောက်ကျင်နာပါဖေးမပါဟုတ်ကဲ့ပါဘာညာမပြောဘဲနဲ့ချန်ကခေါင်းညိလိုက်တယ်လို့မျက်လွှာချလိုက်တယ်လို့နဲ့စပင်းရှည်တို့နှစ်ဖူးကနေထိုးလန့်ဖွာပြီးတော့မှပြန်ဖိချပြီးချစ်ချင်းကိုငဲကြည့်ပါတယ်ထသွားမယ်လူကြီးဆုံးမနေအောင်မကြားကျင်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ဦးလင်မိုးကဒုံမအားနာသွားမိပါတယ်ဒါမဲ့လေအဲ့ဒီချိန်မှာပဲဒုံမရဲ့မြင်းနှစ်ယောက်ကတကောင်းမှပေါ်လာပါတယ်ဖွားရီမမေကပြန်မိုးစောင့်နေရဲ့။အော်အေးဖွားပြီးပါပြီ။ချစ်ချင်းကတော့ကျိုးဆွဲရုပ်လေးကိုဒီတိုင်းပုံချလာလို့ခွေကောက်ထိုင်းနေရကြပြကြထရက်ပြီ။ဖွားပြန်မမေ။တယောက်လက်ကိုတယောက်စုပ်ကန်ပြီ။နှစ်ယောက်ထဲနားလည်နိုင်တဲ့မျက်ဝန်းစကားတွေနဲ့စက္ကန့်များစွာပြောမိကြပါ යි ။ပြီးတော့ဒေါ်မအားလုံးနှုတ်ဆက်လို့ပြုံးပြပြီ။ကဲဒေါ်လေးပြန်ပြီလို့ခန့်အောင်ပြောလိုက်တော့ဟုတ်ကဲ့ပါ။အားလုံးတို့ဒေါ်လေးစိတ်ချမယ်နော်မောင်မို့စိတ်ချပါဒေါ်လေးဒေါ်မာတို့ကားလေးပျောက်ခဲ့သွားတော့ဆော့ဆော့အဆုံးမစကားပြောနေတော့မှပြန်မဲဆိုပြီးတော့ထားရလိုက်တဲ့ချိန်ကဆိုဖောင်းမှဤကနေနောက်ပြန်ထိုင်ချလိုက်ပါတယ်အခန်းထဲဝင်တော့မလို့ခြေဦးလှည့်သွားမှာဦးလွင်မိုးကတုံကနေဖြစ်သွားပါတယ်ပြန်လှည့်ကြည့်ပြီးတော့မှသူတို့ဘာသာနေပါကြီးလို့တွေးပြီးကြောခိုင်းထားလိုက်တော့ပါဘယ်ကိုလဲချစ်ချင်းအဲ့တော့မလို့ဟာမင်းကိုကြီးပဲခုနမင်းမထပဲနဲ့ဖွားပြန်မယ်ဆိုတာကဘာပြုံလို့ခုံထလာမင်းလေကဲပါချစ်ချင်းဘာလို့ပေးရမလဲပြောပါဖနက်လာချို့ပေးပြီးရင်ကိုအင်းကြီးပြီးလို့ရှိရင်အထဲကိုတွဲခေါ်ညမနဲ့သေးပြီမယ်ညရဲ့တိတ်ဆိတ်ချင်းကသူ့တန်ကိုလွှင့်တင်ပေးထားလို့ဖြစ်ပြီတိန်လုံးဘယ်သူမှမကြားဘဲနေမှာမဟုတ်ပါဘူးတော်တို့ခမမလည်းအပြင်ကိုပြေးကြည့်ပြီးတော့တိတ်ဆိတ်ချက်မှန်ရင်အိမ်ထဲကိုလည်းမဖြောင်းချပါဘူးဒါမဲ့လေသူမလှုပ်ပေးပါမယ်လို့ဝင်ပြောရမယ့်နေရာလည်းမဟုတ်တော့မတက်နိုင်ပါဘူးအားလုံးကဖေခွာသွားကြပြီသူ့အမေကိုမလို့ဆန်ကျင်တော့တာမို့ချစ်ချင်းတယောက်ပဲသူ့ရှိမှပစစ်တုံလေးထိုင်မြောက်မှာဖက်နဲ့ချိုပေးနေရပါတယ်သူတကယ်ကိုမိုးနေရလားထမင်းခိုင်းချင်တာတော့မသိပါဘူးနေရဲလာနေတဲ့မျက်နှာကိုဆိုဖာနောက်မိမှာမှုတ်လန့်ထားလိုက်ပြီးတော့မျက်လုံးတွေကိုမိတ်ထားပါတယ်ဟုတ်အင်းကြီးချွတ်မယ်ကိုကြီးချန်ကခေါင်းထူလာပြီးတော့မျက်လုံးတွေကိုဖိမိလိုက်ပြန်တယ်အားမရတော့ခေါင်းတွေကိုပါခါပစ်ပါတယ်အင်းကြီးချိုပေးအောင်ငိမ့်နေပြီးတော့ချစ်ချင်းရဲ့ပကုံးလေးနှစ်ဖက်မှာလက်တွေတင်ပြီးနှစ်ဖူးချင်းတက်ပြီးတော့သူ့ကိုယ်သူထိန်းနေပါတယ်။အိုးလိုက်ကြကွာဒီညရခမနဲ့တထောင်တညကြီးမကုံမချင်းတိုက်မလို့ဟာဒီကောင်းနေရုပ်မာတာသူ့ပါဇက်ကအရန်နဲ့ကြောင့်လင်းချစ်ချင်းကမျက်နှာလွှဲပြလိုက်တဲ့ကမှာနှစ်ဖူးချင်းထိကတ်ထားရဲ့ချင်းရဲ့မျက်နှာပကုံးတစ်ဖက်မှာမေးတင်သွားပါတယ်။ပြီးတော့ငါခင်းနေဖြစ်သွားတဲ့အတွက်ကိုယ်ထိန်းလိုက်တဲ့ကမှာချစ်ချင်းခါလေးကိုကျုံဖက်ပြစ်လိုက်တယ်လို့ရှင်မက်ချင်းကတင်းကျပ်စွာနဲ့ထိကတ်သွားပါတယ်။အိုးကိုကြီးတတိထားပါဦးလွတ်ပါမင်းမမိတ်နေပေးနေပါလား
ကို့မဲမဲတွန်းပြလိုက်မဲမဲရုံးပြလိုက်နဲ့ငါရဲ့ပြစ်မှတ်ကမင်းမဟုတ်လို့နော်မင်းကအမောကျိတ်မပြည့်ရဘူးလို့မှတ်နေလားပြောထားပြီးသားနော်မင်းကငါသဘောကျအားလုံးဖြစ်နေရမယ်ဆိုတာအားလေးရှာလေးတန်နဲ့လူကရဲထိုးနေပါတယ်ဆွဆွာဒီလိုပုံစံနဲ့လူကြီးတွေကိုကြောက်ရလားဒေါ်မမခိုင်အတန်တွေကိုနားထိုင်နေဖြစ်နေရတွေကိုမြင်နေရတယ်လို့ပါသမီးလေးကိုဖက်နှက်ချုပ်ခိုင်းလိုက်အင်ကြီးချုပ်ခိုင်းလိုက်ဒါတွေကိုသူမကြောင့်ဧကန်းမှာတမင်ခိုင်းပြနေမှန်းသိပါတယ်မင်္ဂလာဦးညမှာပဲစစ်ချင်ရဲဆိုတဲ့လူငယ်တယောက်ရဲ့ရည်ရွယ်ချက်တွေကိုမြင်လာခဲ့ရတယ်နောက်ထပ်အခုလိုမငြိမ်းချမ်းပွဲအခြေအနေမြောင်များစွာကိုရင်ဆိုင်ကြော်လွှတ်ရအောင်မယ်အဖြစ်ကလေတေချားနေပါပြီဒါဆိုရင်ဘာလို့တင်လဲနှစ်ဖူးပေါ်လက်တင်ပြီးတော့တက်ပြင်းနေအချင်းချင်းချနေတဲ့ဒေါ်မမခိုင်ရဲ့ဖြစ်ကိုနှစ်ဘေးမှာအတူရှိနေခဲ့တဲ့ဥလွင်မော်လည်းသိနေခဲ့ပြီမနေ့ပြန်နေနောက်ကျစွာရောက်လာပါစေသူရဲ့ရာနိုးလာတော့ဘေးမှာချစ်ချင်းမရှိပါဘူးနေရာကိုကြည့်ချင်းအဖြစ်သူ့ဘေးမှာချစ်ချင်းလုံးဝမအိတ်ခဲ့ကြအောင်လက်ဆက်နိုးတင်နေတဲ့အိပ်ရခင်းဖြစ်ကဖော်ပြနေပါတယ်ငါရိုကြည့်လိုက်တော့မနေ့4နာရီခွဲပဲရှိသေးတာပါခေါင်းနေအုံခင်းနေအောင်ကျုံထလိုက်နေမြင်ကွင်းထဲမှာအဝေးဘီယိုနဲ့ယောက်ျားကြီးမှန်တကုံဆင်းမြင့်ကြတယောက်ရဲ့ကတင်ဝှေ့ရလေးလေးထားတော့တတိထားလိုက်မိပါတယ်ဒါညချစ်ချင်းအိတ်တာပဲဖြစ်မယ်ချစ်ချင်းဟေးဘယ်ရောက်သွားရလဲကွာသူ့တိုင်ဟိတ်ထွက်လာပြီးတော့ချစ်ချင်းကဦးရဖရပြေးထွက်လာပါတယ်မျက်နှာမှာတနခါပကွက်လေးနဲ့ကျစ်စမီးနှစ်ဖက်ကျစ်ထားရဲ့ဘယ်ဘက်နားနာမှာတနခါပန်းကြီးလေးပန်ထားသေးရပါသူမရောက်လာတဲ့တခန်းလုံးတနခါနဲ့နေကြိုင်လိုက်နေပါတယ်လိမ့်ထားရဲ့တနခါလားပန်းမွေးရလားမသိပါဘူးချစ်ချင်းကမနဲ့အိယာစောစောထတတ်ပြီးတနခါလိမ့်ထားတာဝါသနာပါပါတယ်အပြင်သွားစရာဘာညာရှိတော့တနခါနဲ့မသွားဖြစ်ပါဘူးဒါကြောင့်လည်းမနဲ့စာစားပြီးရဲ့အချိန်လောက်မှာပေါင်းအောင်မှာတနခါတင်းမနီတတာများပါတယ်အဲ့ဟာဒါနောက်ကြမြေဖြစ်တဲ့ချင်ရင်ရဲ့မျက်လုံးထဲမှာချစ်ချင်းပါပေါ်ကတနခါအထူးဆန်းဖြစ်သွားပြီးတော့မကြည်လင်းတဲ့မျက်လုံးတွေနဲ့စကြည့်လိုက်ပါတယ်ပြီးတော့အုံခဲနောက်ကြည့်နေတဲ့ခေါင်းထဲမှာတနခါနှက်ကြောင့်နှင်းခွဲနေကြီးလိုချက်ချင်းကြည်လင်းသွားတာကိုသဘောကျသွားမိပါတယ်မင်းပဲချင်ထသွားလေလေးနာရပါချစ်ချင်းကဒီချိန်ထနေကြလေကိုကြီးဘာခိုင်းမလို့လေအဲ့ဒါခိုင်းစရာမလိုလေငါအတွက်မျက်နှာတက်ဖို့အင်ကြီးလဲဖို့မင်းလုပ်ပေးရမှာနားမလဲဘူးလားချစ်ချင်းကကြောင်တောင်လေးကြည့်နေနေမျက်နှာလေးကညှိုးကျသွားပါတယ်ဘာမှမဟုတ်ကြပဲနဲ့ချက်ချင်းလေးလက်ထပ်ပြစ်ခဲ့ကြတာသူကကိုယ်အသိပါသူ့မှာအညိုတေနာကြီးမှုတွေရှိခဲ့တယ်ချစ်ချင်းကလည်းအကိုလိုသဘောထားပြီးတော့ခင်တွယ်နေခဲ့ရဖြစ်ပါတယ်လက်ထပ်လိုက်တာလွဲပြီးမြင်အိမ်နောက်တဲ့လိုချက်ချင်းအထာကြပါမလားရှောက်ကြားရီယာမိမယူလိုက်တာနဲ့သူတို့ကိုသူတို့ဒုက္ခိတလို့နေပြီးတော့မှပြုစုခံရတာဝါသနာကြီးကြဖို့ရပါတယ်သူမကကြည်လင်ပဲခေါင်းကြီးလိုက်ပါတယ်ကိုကြီးမိတ်တော့ဘူးဆိုရင်ချစ်ချင်းကပြင်ထားလိုက်ပါမယ်ချစ်ချင်းပြန်ထွက်သွားတော့တနကားနှံလေးကပျောက်ကွယ်သွားပါတယ်သူ့အိမ်ထဲမှာဘလို့ဖြစ်သွားမှလည်းမသိပါဘူးနှစ်သက်ကြည်လင်ရဲ့စိတ်တွေကဘာကြောင့်မှမသိပဲနေနောက်ကြည့်ဖြစ်သွားလို့ဒေါသဖြစ်သွားလို့သွားတိုင်းနဲ့ချစ်ချင်းပါပေါ်ကဘေးကြောင်ရာလေးတွေထင်းနေရပကွက်ကြားလို့သာမြင်အောင်နေမိရပါနှာခေါင်းထဲမှာတနခါနှံလေးကဆွဲနေအခန်းထဲဝင်လိုက်တော့ပေါင်းမီရှိအညိုနဲ့စပိုရှယ်အနက်စင်းကြားလေးတွေကိုထုတ်ထားတွေ့ရပါတယ်ချန်ရန်ခက်လွတ်ပြောရင်းနဲ့ခေါင်းအရှိကိုတပတ်နဲ့ပုတ်တော့ရင်ချစ်ချင်းဒီတန်ကြားပြီးတော့ဒေါသရီထွက်မုန်းကြပါစေတမင်တကာအကျိခေါ်ပြလိုက်တာပါဒေါ်မမခိုင်ဆိုရင်မေတ္တာစေတနာရှင်မကြီးဖေဖေရဲ့နှလုံးသေးပေါ်နိုးနေပြီဆိုရင်လည်းကြားပါစီအနိုးသိရင်လည်းဒီတန်ကြနိုးသွားပါစီချန်ရန်ဆိုတဲ့ကောင်နောက်ထပ်မေတ္တာဂယုဏမုဒိတာများစွာပွားများဖို့လေတတိယဖြစ်စေနေချစ်ချင်းဟာကွာလာပါပြီကိုကြီးရေတခွန်းမဲ့ခေါ်ပါချစ်ချင်းကဘလို့ကစုံဆိုင်မျိုးပြေးချလာရမသိပါဘူးမောင်ဟိုက်တန်လေးနဲ့ပြောလာပါမိမိုတွေမှာတော်တိုးနဲ့ဝိုင်းကုန်နေတာကိုကြီးတခွန်းမဲ့ခေါ်လေကြားပါရင်ဟိုနဲ့ဒီကိုပြေးလာတာချက်ချင်းတော့ဘယ်ရောက်မှာလဲပြေးမလာရအောင်မင်းငါနားမှာပဲနေလေမိုးမလင်းသေးဘူးမင်းယောက်ျားလည်းအိမ်ဟာမနိုးသေးဘူးမင်းဘက်မှာရှိနေတင်လဲဆိုတာနားမလဲဘူးလားကိုကြီးတူပြောပါလို့တားခြင်းမိမယ်ပြောလေကြလေးဖြစ်မှာကိုသိနေရတော့ချစ်ချင်းကမျက်နှာလေးငယ်ပြီးတော့လက်ဖွားလေးတစ်ဖက်ကိုချန်ရန်ပါဆက်ကိုပဲလှမ်းပေးရအောင်လို့ရှိသမျှတကားတို့ပဲလိုက်ပေးရအောင်လို့နေလက်ရောခေါင်းရောချလက်ပတ်ရမ်းသွားပါ යි မိမတ်တာမိမယူလိုက်တဲ့ယောက်ျားကန်နေတာတဲ့ယောက်ျားတဲ့မိမတွေကြတော့ကန်မြင့်လို့တယ်ငါတော့ငါလည်းမနေနိုင်ဘူးမင်းကိုလည်းမြင့်ခွင့်မပေးနိုင်ဘူးငါမိမယူထားတာငါဝေရဝိစာတွေခိုင်းမို့ပဲလူလေပြောလို့ကောင်းကောင်းနဲ့ပါဇက်ရတာခန်းနေတော့မှာဒေါ်တော့ကကန့်လန့်နေပါ
လူလေးကဒီမနေ့ဆော့ဆော့နေတော့အပြင်ကိုဆော့ဆော့ထွက်မယ်နဲ့တူတယ်ဒေါ်တို့ကအာလူပူတီလောက်ထားတယ်အာလူပူတီမစားဘူးညနာကိုတမင်တကာကြည့်ကန်ကန်မှုန်တီလို့ယူထားသိတာပြီခြံကနှကန်းခက်ဖိဖိနဲ့ပြုံးပါတယ်ချစ်ချင်းရဲ့မျက်ဝန်းလေးတွေသူ့စီကိုရအောင်စောင့်ကြည့်ပြီးတော့မှနောက်ကိုငါစားဖို့ငါဝစ်ဖို့မေးမဲလို့ရမှာတို့တော့ရပြီဒေါ်တို့ကချစ်ချင်းရဲ့မျက်နှာလေးကိုမတိမတာကြည့်ပြီးတော့မှစိတ်မချမ်းမသာထွက်သွားခဲ့ပါတယ်ဘာရဲ့မဟုတ်ပါဘူးခြံကအတန်ပြင်းနဲ့ဆက်ဝင်နေအောင်ရက်တန့်သွားဖို့ပြေးလာပြီးတော့အရှင်ပြေစရာစကားတစ်ခုနဲ့လွှဲပေးလိုက်တာဖြစ်ပါတယ်ဒီစကားကဟိုစကားကိုရောက်ချင်ရောက်သွားနိုင်ပြီမယ်ချစ်ချင်းကိုလူသိရှင်ကြအနိုင်ယူဖို့အတွက်ခြံရမှာအစီအစဉ်တွေအဆင်သင့်ပါချစ်ချင်းဒီမှာအခန်းထဲမှာသူ့ပြစ်တင်ဆွဲချနေခဏလေးတွင်မှရှုပ်ပွားကောင်လှုပ်ထားတာကိုလှမ်းမြင်ပြီးတော့အထက်ကိုဝယ်မလို့ခြေလမ်းပြင်လိုက်ပြီမယ်ခြံကလက်မောင်းကိုဖမ်းဆွဲထားလိုက်ပါတယ်မင်းကဒီထက်တီးခံမှုအစီအစဉ်တွေရှိနေသေးရလားဒီမင်းကိုမေတော့လေတန်းပုံမှန်တိုက်ခတ်တူပါပြီးတော့ခေါင်းတုပ်ထားတဲ့ဆောင်မွေရပေါ်လှမ်းပြစ်တင်လိုက်ပြီးတော့ပြောစမ်းမှာငါမင်းနဲ့ရန်ဖြစ်ချင်နေတာမင်းတလောက်လက်နဲ့ချနေတော့ပြင်းဖို့ကောင်းတယ်လေဘယ်လိုဖြစ်တာလဲဒီလူကတိတ်ကိုလူပါဝါရီလို့များဒေါသတွေပါထဖြစ်ကြည့်ပါလားနိုင်ကျင်လို့နာအောင်လုံနေမှသိရဟာကိုချစ်ချင်းအတိုက်ခံလို့နေလေကိုကြီးကိုလွှမ်းမိုးနိုင်မှာမဟုတ်ပဲပုံမလင်းလေးပြောမင်းမိနဲ့ငါဘလို့မှငင်းကြမှုမရှိနိုင်တော့မင်းသိနေရမဟုတ်လားဒါဘလို့နီးပြူရိုင်းနဲ့မင်းကစူးစမ်းဖို့ရှိလေမစူးစမ်းပါဘူးမငင်းချမ်းတာတဲ့ပောက်ကွဲပြက်စီမကုန်ဘူးဆိုရင်ကျင်းနေပါတယ်ဘယ်သူနဲ့ဘယ်သူလဲမင်းနဲ့ငါနဲ့အိမ်တော်ရေးလားမင်းမိနဲ့ငါဖေရဲ့ပြိပခါလားချစ်ချင်းဟာသူကင်ထားတဲ့လက်ကိုဖေချပြစ်လိုက်ပြီးတော့ညခုံတန်းနေရစိတ်ပြက်ခြင်းများစွာနဲ့တွန့်ကုန်နေရပါမမေနဲ့ဦးမို့တော့အစင်မပြေဖြစ်နေကြတော့တနာလို့ပါဘာကောင်းပါတယ်ကောင်းတယ်မင်းပေါ်မှာငါဘလောက်ထိကိုဆိုးရွားနှိမ့်ဆက်အောင်မလဲဆိုတာစိတ်မဝင်စားဘူးဆိုတဲ့သဘောပေါ့သူများရဲ့အတွက်မင်းဟာသူများမဟုတ်ပါဘူးကိုကြီးဖေနဲ့ချစ်ချင်းရဲ့မမေပါမမေနဲ့ဦးမို့တော့ကိုကြီးနဲ့ချစ်ချင်းတို့ရဲ့မိပါတွေရောက်ကမတွေမဟုတ်ပါဘူးချစ်ချင်းကဒီတိုင်းပဲတတ်မှတ်တယ်ဘာမိပါလဲမင်းမေကိုငါမိပါလို့တတ်မှတ်ဖို့များမမှတ်နဲ့ပေါ့ဒါမဲ့လေဦးမို့ချစ်ချင်းကချစ်တယ်မမေနဲ့လက်ထပ်လိုက်ကြရကြည်ပြိုလေးစားခဲ့ရတာအဲ့ဒါကြောင့်ကိုကြီးဘယ်လိုနေဘာပြောကိုကြီးပြစ်တဲ့မြားတွေကလူကြီးတွေစီတက်မရလို့ချစ်ချင်းစူးစမ်းတီးခံနေတာတီးခံနေရတော့မှမကြည်မနှက်ဖြစ်နေတော့ကိုကြီးကအဟောဖို့ကောင်းနေပြီချစ်ချင်းဟာတင်းငိမ်လေးပြောပြီးမှရှောက်ဝင်သွားပါပြီးတော့အခန်းထဲမှာသူဆွဲချရှုပ်ပွားထားတယ်သူ့နေရာနဲ့သူတိတ်ရပြန်လဲတိတ်ဆိတ်နေတစ်ချက်မှနောက်လဲမကြည့်တော့ပါဘူးဦးမို့ချစ်တယ်ဟုတ်ပါဘူးသူ့အမေကိုချစ်နေတာဒီအိမ်နောက်ရေးချသူ့အမေစိတ်ဆင်းရဲမှမဖြစ်စေချင်တာခြံရံကရင်ထဲမှာလှိုက်ပူလာပြီဆိုရင်ကြမခံစားတတ်တဲ့သူဖြစ်ပါတယ်မင်းမေနားတွေကိုပြန်ရအောင်ပို့လိုက်ချစ်ချင်မင်းကငါဘတော်မှလိုလိုက်မှာမဟုတ်တော့ဒီအိမ်နောက်ရေးနဲ့ပတ်သက်ပြီးတော့ဘာအိမ်နောက်ရေးလဲချစ်ချင်းပတ်ကနေမေးချလိုက်တာခြံရံရုတ်တရက်ကြောင်တော်မှချစ်သွားပါတယ်အမြဲတမ်းသူ့မျက်နှာကိုတမော့မော့ခေါ်ချစ်ချင်းမခေါ်ချစ်ချင်းလိုက်ပြောနေအောက်ကျခရစွာရှိနေခဲ့တဲ့မျက်နှာလေးဟာမာနရောင်နေလက်နေခဲ့တာပါချစ်ချင်းအကောင်းထဲမှာတီမိသားစုဟာဟိုတော့အတိုင်းမိသားစုပဲအဲ့ရနေဘာမှမပြောင်းလဲဘူးကြည်စမ်းဒီနှကန်းပါလေးတွေကဒီလိုစကားမျိုးတွေကိုပြောတတ်နေရလားချစ်ချင်းကိုအနာယူပြီးတော့မမေကိုကိုကြီးကစိတ်ဆင်းရဲစေခြင်းနဲ့မဟုတ်လားအခုကိုကြီးဖြစ်စေခြင်းလို့ဖြစ်လာပဲချစ်ချင်းကလူကြီးတွေတက်နိုင်သမျှမသိအောင်စိတ်မစင်းရအောင်ကြိုးစားတယ်နည်းနည်းပူသွားတဲ့ဖြစ်ကအဲ့ဒါပဲအိမ်အောင်ရေးဆိုတဲ့နေပယ်လေးမှာချစ်ချင်းတော့ဝင်ဆက်မှုမလိုပါဘူးတိတ်လိုတာဗောခြံကချစ်ချင်းရဲ့ဘေကိုရှောက်သွားပြီးတော့ခန့်နှွဲ့ခါထပါတယ်မင်းကထက်အများကြီးငယ်သေးရဲ့ချစ်ချင်းတယောက်နဲ့တယောက်စစ်မျက်နှာဖွင့်လိုက်ကြပြီဆိုရင်ကိုယ့်ဘက်ကစစ်ပြူကမပေါက်ကြအောင်လျှို့ဝှက်ရတယ်မင်းဖွင့်ပြောလိုက်တာလုံးဝမဟာအမှားပဲပြောပြရနဲ့အရှိကိုဒလန်းတိုးတဲ့ခါမှာချစ်ချင်းကစူးစိုက်ပြန်ကြည့်ပြီးတော့အနောက်ကိုဒလန်းဆုပ်ပါတယ်ဘာပြူရလဲကိုကြီးပဲဘသူ့ကိုဖြစ်ဖြစ်ရန်လို့ပြီးတော့တိုက်ခိုက်ချင်နေရလေချစ်ချင်းရင်ထဲမှာအဲ့လိုမရှိဘူးမရှိပေမဲ့မင်းကခက်ပါပါလေးလီးချသွားတာအခုမင်းစကားကြောင့်ငါသိလိုက်တာငါဘက်ကမရသေးရဲ့အများရှိနေသေးရဲ့ကိစ္စအိုးကိုကြီးဘာလုပ်တာလဲမင်းဟာဘာဖြစ်နေတာလဲမင်းကငါရဲ့သူသမီးလေငါရဲ့မင်္ဂလာဦးညာမင်းမိနဲ့ပတ်သက်တဲ့စစ်မျက်နှာအခင်းချင်းတွေကြောင့်ပျက်စီးခဲ့ရတာဟင်ချစ်ချင်းမသိဘူးကိုကြီးကိုချစ်ချင်းအမြဲတမ်းရိုးသားခဲ့တာအခုလက်ဒီတိုင်းပဲ
လက်ထပ်လိုက်ကြတာမောင်နှမလင်မယားဘဲချစ်ကတားလေးလို့မေးနိုင်ကြမှာမဟုတ်ဘူးငါသူများမကျေနပ်တာကိုမရရယူနိုင်တဲ့အောင်နိုင်ကျုံအလိုရှိတယ်။အိုးမကင်နဲ့နော်ချစ်ချင်းလက်မှာကင်ထားတဲ့ခေါင်းလေးစီဘူးနဲ့မျက်နှာတော့ဘဝအထက်လိုက်ကဘေးစီကိုလွှဲကြကုန်မှလည်းမသိပါဘူး။မနဲ့အာယုံတက်လို့ပြီဖြစ်ပေမယ့်အလင်းရောင်ကမလာသေးပါဘူး။ချန်ကချစ်ချင်းရဲ့လက်ကိုဖမ်းဆွဲပါတယ်။ချစ်ချင်းကရှောင်လိုက်ပြီးတော့ကရင်ပေါ်နောက်ပြန်ဆုတ်တက်တယ်။ရှေကူကတော့ဟိုဘက်ကိုပြန်ကုန်ချပြီးတော့ကရင်တလုံးချနဲ့ရှောင်တိတ်မှုဖြစ်ပါတယ်။ဒါမဲ့လေကိုကြီးနော်အမေဝိုင်ဟာခင်းနဲ့ချိန်မိပြီးတော့ကိုယ့်ဘာသာမလွတ်မလပ်လေးသွားဖြစ်ပါတယ်။အဲ့ဟာပေါ်မှာမို့သူမတကူလုံးကချင်းရဲ့ရင်ဝင်တွေကိုရောက်သွားပါတယ်။လှုပ်နော်ချစ်ချင်းမုန်းတယ်အဲ့လိုမညစ်ပတ်နဲ့ဟင်ချန်ကချစ်ချင်းကောင်းကတနခါပတ်နေတယ်မှာမျက်နှာကိုအတင်းဖိကပ်ပြတ်ပါတယ်။ပြီးတော့နိုးမို့ဝင်းထိန်နေလေတာနင်းတို့ထံမှာချစ်ချင်းကလည်းတက်နိုင်သမျှတွန်းကန်ရှောင်တိတ်မိ။ကိုကြီးမိကောက်ဖခင်သားသမီးပေးတာပါ။တောင်မရအရှာယူနိုင်လို့ရှင်ကိုကြီးမှဘလို့ကုံတက်တွေတိုးသွားမှမလို့လေမင်းမစက်ကိုပိတ်ထားနော်ချစ်ချင်းရဲ့နှကန်းကိုဒေါသနဲ့ဦးတီလာတဲ့ခါမှာသူ့မျက်နှာကိုချစ်ချင်းတားတွန်းပြစ်လိုက်ပါတယ်ကိုကြီးအနိုင်ကျင့်လို့အောင်မြင်သွားလေလူရုပ်မှမတိတ်တမပဲဖြစ်မှာဦးမိုးရဲ့ဓာတ်ဆိုပြီးကိုကြီးဒီလောက်မစိုးနိုင်ဘူးလို့ထင်ခဲ့တဲ့ချစ်ချင်းထင်ကြီးသမျှတွေလည်းဘာမှရှိတော့မဟုတ်ဘူးသိလားကိုကြီးသိရလားမလုပ်ပါနဲ့ချစ်ချင်းကြောက်တယ်ချစ်ချင်းကိုတနာပါမတနာကြအောင်ကျင့်ထားပြီသားချန်ကဇောတိကိုစူးစမ်းဖို့မရိုင်းစစ်ကိုမွေးမြူနေချစ်ချင်းပြစ်ပေါက်နေတဲ့စကလုံးတွေမှန်ပြီးတော့မျက်နှာပြင်ဟာပူတူရှိမ့်ဖိလာခဲ့တယ်လို့ဖြစ်လာတာပါမင်းကလည်းညံ့ပါကွာအေးလေပြောပြစိတ်ဖမ်းမယ်ကြားဖမ်းမယ်နေတယောက်တစ်မျိုးမင်းရွယ်ချီးမိုးဖို့ရပါတယ်ဒီထဲမှာမိမရကစားခြင်းအတူတူဖြစ်နေတဲ့တိုင်းရဲ့မျက်နှာပိုးပြီးမှဆက်ဖြစ်ပါလူပြိုးလက်ဝက်မြည်တဲ့ငါကတော့စာစုံနဲ့ညီအောင်မင်းမင်းဆက်ဆက်လှုပ်ရှားပြလိုက်တယ်အခုဒိုးလင်များချစ်လိုက်ကြတာမှာမင်းတို့ကချစ်သူချင်းညားကြလေငါနဲ့ချစ်ချင်းဟာကောင်မလေးကမင်းကိုချစ်နေတာအတိတာကြီးပါကွာမိန်းကလေးတွေကဒီလိုကိစ္စမှာအဆက်ကြောက်ကြီးတတ်ကြပဲမင်းဟိုကမိုးလာခေလာနဲ့အပြိုးကြီးပြီးတော့တကယ်ပွဲမတိုးတာဟာဒီနေရာမှာတော့လေတိုင်းကိုမင်းကဆရာခေါ်လိုက်တော့ဘာလို့ခေါ်ရမှာလဲငါဆုံးဖြတ်ချက်နဲ့ငါနောက်ပြန်ဆုတ်လိုက်တာငါသူ့ကိုချစ်ရဲ့ချစ်အောင်လည်းမပြခဲ့ဘူးငါတို့နေထားဒီလိုခံစားချက်ရောချက်ဖို့လည်းနှိစက်နေကြတာဘာမှမရှိဘူးအဲ့ဒီအချိန်မှာသူပြောနေတဲ့စကားတွေကငါနားထဲမှာလက်ပစ်ပုံးနေလို့ပဲလိန်လေကောက်ကြည့်တာတဲ့ရုံမာတာပို့ပြီးတော့မှယွန်စရာကောင်းနေကွာအမုန်းခံရမှာဂရုမစိုက်ပြီမယ်လူရုံမှာဖြစ်ဖို့တော့တက်တိမရှိဘူးအေးလေခြံရအောင်ငါနားလေပါတယ်ရှက်တဲ့ချင်းဆိုတာမိန်းကလေးမှပဲရှိတာမဟုတ်ဘူးပြီးတော့လူပြိုနဲ့ပြိုဒီလိုကိစ္စမျိုးကျူးလွန်မိကြဖို့ဟာအချစ်နဲ့ဖန်ဆာပြီးတော့မိမိမူပြုံဝင်သွားကြမှာဖြစ်တာအလိုမတူဘဲနဲ့အတ္တမကြင့်ကြံပြီးတော့အနိုင်ယူဖို့ဆိုရင်ဘဲမိကောင်ဖခင်တာသမီးမဆိုဝင်လေးမှာပဲငါဆိုလည်းလို့မလုပ်ဘူးလေအေးပါကွာငါလည်းတမင်စားတာပါမင်းရှောင်ထွက်ခဲ့တာမှန်ပါတယ်ချစ်ချင်းနဲ့မင်းကလုံးဝရိုးသားနေကြတဲ့အစီအကနေပြီးတော့ချက်ချင်းလက်ထက်ခဲ့ကြလေငါတို့တော့မှမင်းတို့ရဲ့မင်္ဂလာဦးညကိုစိတ်ဝင်စားနေကြတာမင်းစီစဉ်ပေးရဲ့ဒိုင်ယာလုံးတွေကိုရွတ်ပြောမှာအတင်ကောင်းကောင်းနဲ့တရုပ်ဆောင်ခဲ့ရပြီမြေကျောင်းမမခံအောင်စိန်ခေါ်နေတယ်လို့မျိုးကြီးဆိုတော့ဘယ်အချိန်မှာပါပြည့်ရမလဲဆိုပြီးစပွဲအောက်ကနေဒူးတွေတုံနေကြခလေးသားဆိုလေရှူရှူတွေထွက်ကြနိုင်နေချန်ရံဖန်ခွက်ကပြီးတော့ကုံစရာမောပြစ်လိုက်နေပြောပါတယ်ငါတို့တခုပြောချင်တယ်ကွာအဲ့ဒီညမင်းလောက်တာရနည်းနည်းတော့လွန်နေနောက်ထပ်အိမ်ထဲမှာဆက်ဖြစ်တာတွေလေမင်းပြောဖို့ရားဆိုတော့မင်းတော်တော်လွန်နေဘာဖြစ်ဖြစ်ကွာအစမကျင်နေတာရှိခဲ့နေအခုမင်းကို तू ကတီးခံနေမဟုတ်လားအဲ့ဒါ तू သမီးကိုမင်းရလိုက်တဲ့ရင်းမြစ်ပဲတော်ပြီဗောနောက်ပြီးတော့ချစ်ချင်းကရမ်းအောင်ဖြူတယ်ကွာတနာပါတယ် तू မင်းကိုတစ်ဖက်သက်ကြပြီဗောတော်ပါကွာမဟုတ်တာကြီးလို့မပြောဖြစ်ပေမယ့်မင်းညာချစ်ချင်းရဲ့မျက်နှာလေးနဲ့စကားတန်တွေဟာသူတို့စကားတွေမမှန်ဘူးဆိုတာဖြေပေးနေတာပါသူမစိတ်ထဲမှာကိုယ်ကိုမယိုးသားစွာညှိတွယ်နေခဲ့ရဲ့လို့သူကလည်းမထင်ခဲ့ဘူးပါဘူးဒါမဲ့ကိုယ်နဲ့ပတ်သက်တဲ့သူမရဲ့ခံစားချက်တွေဟာနှုံးညံ့တက်ဝင်လွယ်လို့တွက်ထားခဲ့မိရတော့ရှိပါတယ်ဒါရီယာကိုကိုအထင်ကြီးခဲ့မိတာမှန်းသိတော့ရှက်လဲရှက်မိပါတယ်ချစ်ချင်းဆိုရမိန်းကလေးကိုလည်းမမြင်ကြပါဘူးတခုတော့လူရဲကွာဘဲချင်းတွေရှိကွာလင်းနဲ့မယားဖြစ်သွားကြပြီးတဲ့နောက်မှာပေါင်းဆံရိုးချက်ချင်းဖြစ်ကြတာတဘာဝပဲလေဒါကကဲ့ရဲ့စရာလည်းမဟုတ်ဘူးမင်းတို့အရာယူလိုက်ရင်တော့မှမသိတော့ဘူးဆိုတာမရှိဘူးလေမဟုတ်ဘူးလေကွာချန်ရံပြောသွားမင်းမကြောက်ဘူးလားချစ်ချင်းကသူ့ကိုယ်သူအိမ်အောင်ကြပြီးရဲ့အိမ်အောင်သေးလို့မတက်မှတ်ထားတာသူ့မေကိုနိုင်ခြင်းလို့သူ့ကိုယူလိုက်တာကြည်နဲ့တယ်တဲ့ဟွာပဲကွာ
ကဲတောကြစမ်းပါကွာနားထောင်နေမျက်နှာမှာရင်နှီးပူပူနဲ့အပတ်ခံနေရလို့ဖြစ်လာပါတယ်သူတို့တွေကချစ်ချင်းပြောသမျှအလုံးစုံမတိကျလွယ်တယ်သူ့မှသာသူကကြွခနဲ့မျက်နှာမေးသွားတော့အားလုံးကမျက်ကုန်းနဲ့ပိတ်ကုန်ကြပါတယ်ဘာဖြစ်တာလဲဆိုရယ်နားမလည်တဲ့မျက်လုံးတွေထဲမှာသူရအောင်တော့နားလည်နေရဲ့ပုံမှာမင်းကလည်းဘာဖြစ်နေအောင်လင်မရချင်းမရအောင်ဟာမင်းနေပါဦးငါမင်းကိုကြံပါစီပါလို့ပြောနေရမှာမဟုတ်ဘူးအခုမင်းဖြစ်နေအောင်ငါမျက်နှာယို့လေတက်နိုင်မြောင်းကြုံမြောင်းကြမှာသွားမျိုးပြစ်လိုက်ချင်တာအလိုက်ကဲဆုံးမသိရဲ့မင်းတို့ပါဇက်တွေကိုပိတ်ထားလိုက်စမ်းပါကွာသူတို့ကလိုက်ကဲဆုံးမသိပေမဲ့ငါသိပါတယ်မင်းတို့ကိုတက်မှတ်လို့မဟုတ်ဘဲနဲ့ငါနိုင်နေရဲ့မိန်းကလေးပဲငါမိန်းမပဲဆိုပြီးတော့ကြံရွေးခဲ့တယ်ဒါမှကောင်းမလေးဟာမကြည့်ပြူပဲနဲ့မဖွဲမရပြောလိုက်တဲ့အတွက်အရှုံးပေးခဲ့တာမဟုတ်ပေမဲ့အနာမယူခြင်းတော့ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စကလမ်းပေါ်မှာနေတကုန်းငါတကုန်းအော်ဟစ်ပြီးတော့ရံပြည့်အနိုင်ယူကြတဲ့ကိစ္စမဟုတ်ဘူးလေဒါမဲ့တွေများနေကွာအေးပါမင်းရဲ့နေမှာဘလောက်ဖြစ်သွားလဲဆိုတာငါခံမှန်းမိပါတယ်ချက်ရဲ့ပိုဆိုးတယ်ကွာရှင်ထဲမှာမဟုတ်ဘူးညနာရီတစ်ခုလုံးမှာထူဝမ်းပူလောင်နေတာငါကွာကျုပ်ခနဲ့ဖြစ်သွားရင်နောက်တစ်ခွက်ငှိလိုက်တဲ့ခါမှာတိုင်းကိုသဘောပေါက်သွားကြပါတယ်အားလုံးနဲ့မှာတိုင်းရအိမ်အောင်တင်စစ်စစ်ကြီးမို့ပို့ပြီးတော့မှအတွေးရပါတယ်ဖြစ်ရလေချမ်းရမင်းကအဲ့လောက်တောင်မှရှက်နေလားဂျာနဲ့များတစ်ချက်ကနှစ်ချက်ဖြစ်မဲ့တူရအောင်ယူခဲ့လိုက်ပါလားမရရလဲမင်းကိုမင်းသူရဲ့ကောင်းလို့မတက်မှန်နိုင်တော့တဲ့ကိစ္စလေအေးလေမင်းခုလဲကိုနှာဘူးလို့ဖုံးကြောင်လို့ခံစားနေရပဲရှောက်ကြပဲကွာသူ့ဟာသူဘလို့သဘောပဲထားကိုမိမပဲမင်းကြိုက်လို့ကျူးလွန်သိမ့်ပိုက်ခွက်ရှိရလေအေးလေငါအဲ့ဒါပြောချင်တာမင်းတို့ကလည်းကွာဒီဘက်ပဲဥပြန်လဲပေးနေတယ်နှစ်ယောက်ဆုံးကလူပြိုရအပြိုရနေကွာမင်းကလေးကရှက်တဲ့လို့ငါတို့ကောင်ကလည်းဒီလိုပဲပေါ့ဘာဒါဆိုရင်ဒီကောင်ကလူပြိုမရိုင်းတဲ့ကောင်လားတိုင်းရမျက်နှာကြီးရှေ့ထွက်ပြပြီးတော့ကိုယ့်မျက်နှာကိုလက်ညှိုးထိုးပြီးပြောတဲ့အခါမှာနေဝန်းတို့ကပြုံးစီဖြစ်ကုန်ပါတယ်မင်းမသာရရမရရမင်းရဲ့ညောင်မင်းလွယ်လေးပဲဖျက်ကြော်ခဲ့တယ်မဟုတ်လားအောင်မလွယ်လို့ဘာသူပြောလဲအဲ့ဒီညာတော့အများကဲတော်တော့သေးနာသူကလူပြိုရိုင်းကျင်နေသေးတယ်အဲ့ဒီမင်္ဂလာဦးညာကိုပပနေနေပြောပြလိုက်ရလေအချက်ကိုမရှိဘူးအောင်မမင်းတို့ပဲအတွေ့အကြုံလေးပြောပြပါအောင်ဆိုနင်းနော်နှွေးမအေးပြီးတော့စောင်းမနှွေးရဲဆိုတာဘလူလဲတဲ့အဲ့လိုမေးတာဘသူလဲပြောငါထင်နေညာ10နာရီကြော်ပဲရှိသေးငါတို့ခေါ်တာမင်းကဘာလို့မထူရလဲဘာလို့နေလဲဆိုပြီးမျက်နှာလွှဲပြီးတော့နေအတင်းလိုက်မင်းနေရပဲကောင်လေအဲ့ဒီခါမှာတော့သူရောက်အောင်မျက်နှာရေးကနေဖြစ်ပါတယ်အောင်မအဲ့ဒါညနေကမင်းကောင်မလေးနဲ့ညင်းခုန်နေဖြစ်ပြီးတော့အစင်မကြေအောင်ဆိုလို့စိတ်ပူလို့လေအဖိုးတွေပါကွာခိုးပြေးလာကစားမင်္ဂလာဦးညမှာကောင်မလေးနဲ့အစင်မပြေဖြစ်ခင်ရအောင်ငါကြောက်လားတခြားဟာကိုစိတ်ဝင်စားတာမဟုတ်လားဟုတ်တယ်လို့လိုက်စမ်းပါခွေးကောင်ကဲပါကွာလက်တွေဖြောပြစ်နေရရှော့ပြီးမှအပြောလေးတွေစလိုက်ရအောင်အပြောလေးတွေရှော့ပြီးမှလက်တွေစလိုက်ရအောင်မကြားဘူးပါလက်တွေကစာပြီးခဲ့ပြီလေအဲ့ဒါကိုပြောဖို့ပဲကြံတော့တာမပြောဘဲနဲ့ဒီကောင်အရေးတွေဖြောပြစ်နေလို့လေအဲ့ဒါဟုတ်တယ်ချင်ရမင်းဘာဆက်လုပ်မှာလဲအိမ်တော်ရေးဆိုတာကိုကချစ်ပြီးတော့မစွန့်လွတ်နိုင်လို့မိဘသဘောတူလို့ယူတော့မိုင်းမဲလို့အကြောင်းမျိုးနဲ့ဘလို့ပဲဖြစ်ဖြစ်တိဆောက်ပြီးသွားပြီလေတိဆောက်ပြီးသွားရင်ပြိုပြက်လို့ကောင်းတဲ့ຢာမဟုတ်ဘူးပြီးတော့ငါတို့အုပ်စုဟာ10တန်းမောင်ကြားတဲ့အုပ်စုပညာနဲ့ပြောချင်ပြောကွာအရေးချင်းမရှိတဲ့ကောင်ကြီးလို့တော့ပြောမခံတာအောင်မင်းရောက်ခမမင်းကိုအစကတည်းကထိန်မြင်သေးလာခဲ့လမ်းကြလေအဲ့ဒါပဲကဲတော်ချန်ကွာမင်းဘာမှမပြောချင်ဘူးဆိုလဲငါတို့အိမ်ပြန်ပို့ရင်မယ်မျိုးချနေရတွေကရေတွေမဟုတ်ဘူးဆိုတာသတိထားပါဦးခြံရက်ပုံစံကိုကြည့်ပြီးတော့မှတားရင်လူကြီးလေးတန်းနဲ့တက်စီပါတယ်တခုတော့သတိထားကွာမင်းချင်းချင်းကိုမင်းရင်တွေကအမုန်းတွေမခံကျင်ဒေါသတွေနဲ့လက်ထက်ခိလိုက်တာမှန်တယ်ဒါမဲ့သူ့ကိုတစ်သက်လုံးလက်တွဲသွားတော့မှာနော်နေရာတကာမှာလွယ်တော့မတွေးနဲ့ကွာပြီးတော့ချစ်ချင်းကိုမင်းတနေ့နေ့မှာအရန်ချစ်လာခဲ့လို့ရှိရင်အခုမင်းပေးသမျှတွေကသူ့အတွက်လက်နက်တွေဖြစ်သွားနိုင်တယ်တိုင်းကအတီတန့်ပြောလာတဲ့အခါမှာနေဝန်းတို့မျက်နှာတွေကလည်းတီကုန်ကြပါတယ်သူတို့တွေအကုန်ပညာရေးမှာမထူးကြုံကြပြီမယ်လေမိဘတွေကတော့လူကုန်နေပါနောက်တစ်ခုကအစည်းအဝေးစာနေမသက်ဆိုင်နေမိသားစုတွေတည်းကအတွင်းလိုက်ပြဿနာမျိုးတွေလည်းကိုယ်စီရှိနေကြတာဖြစ်ပါတယ်ပူဆိုးတာတော့အိမ်တော်ကြီးအစင်မပြေဖြစ်နေကြတယ်မိဘနှစ်ပါးနဲ့တသက်လုံးကြီးပြင်းလာခဲ့ရတဲ့သူ့မှာခံစားချက်တွေကပိုရှိခဲ့ပါတယ်မင်းကိုမင်းရောတတိထားမိရဲ့လားဘာလဲလို့မမေးပေမဲ့ချမ်းရဲ့မျက်လုံးတွေကတိုင်းရဲ့မျက်နှာစီကိုရောက်လာပါတယ်တိုင်းကတော့ချမ်းရဲ့နီးနီးရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပါတယ်မင်းမဲဒီလိုပြောဒီလိုကင်းနေငါတို့ကိုတိုင်းမင်းလှုပ်ထားပြီးတော့
အဲ့ခံပွဲထဲမှာချစ်ချင်းကိုငါတို့ကအတင်းနဲ့ခိုင်းတော့မင်းမနှမ်းရက်တာလေမနှမ်းရက်ဘူးလို့ကောင်းစင်မတက်ဆက်မှနေသူသဘောမတူဘဲနဲ့စွန့်နေတော့ငါနမ်းချင်လို့ဖြစ်သွားမှာပေါ့လာသေးတယ်ချမ်းရမင်းဟာချစ်ချင်းမျက်ရည်ကြတော့မြင်ပြီးမှဖြစ်သွားရမျက်နှာလေငါတေချာကိုရိုက်ပေးချပါတယ်အဲ့ဒီမှာပြန်ဖွင့်မကြည့်ဘူးလားမလုံမလဲဖြစ်သွားလားရှက်သွားလားမသိပါဘူးရှင်ထဲမှာပြင်းကနေဖြစ်သွားပါတယ်ချစ်ချင်းကိုသူ့ရင်ခွင်ထဲမှာတိမ့်ပိုက်ထွေးဖက်ပစ်လိုက်တော့အားရကြည်နဲ့နေကြရပါဒီလောက်ထိမလိုဘဲနဲ့အတင်းဖက်ပစ်လိုက်တာဟုတ်ပါဒေါ်မမခိုင်ရင်ငါသမီးကိုမထိနဲ့ဆိုတဲ့စကားတန်ကိုနာကြီးချက်နဲ့ဖြစ်ပါတယ်အခုခမည်းသမီးကြုံမိမှဖြစ်ပြီးတွေ့လားလို့လူတွေကြားထဲမှာအော်ပြောချင်လိုက်တဲ့စိတ်တရားလေးဖြစ်ခဲ့သေးတာပါဒါကြောင့်လေဖြစ်ညစ်ပွေးဖက်ထားလိုက်ပြီးဖြစ်တဲ့သူ့သမီးကိုသူ့မိရှိမှအလွန်ကြုံနေဆက်ဖြစ်ပြဖို့ရည်ရွယ်လိုက်တာတွေမှာလေဖြစ်ဆက်ပြင်ဆင်ချက်တွေဖြစ်ဖို့မပါပါဘူးဒါပေမဲ့လေသူ့ရဲ့ပွေးဖက်သိမ့်ပိုက်ထားတဲ့လက်တွေဟာရော့တိရော်ရဲ့ဖြစ်ခဲ့ရပါတယ်ကိုကြီးချစ်ချင်းကိုလွတ်ပေးပါနော်ချစ်ချင်းရှက်လို့ပါချစ်ချင်းရှက်လို့တည်သွားနိုင်တယ်သိလားဟင်းမလုပ်ပါနဲ့ခေါင်းတွေခါပြီးတော့မျက်ဝန်းနေရမျက်ရည်စရီဖိတ်ဖိတ်စင်စင်ပြုတ်ပြက်လက်ကုန်နေခါမှာချစ်ချင်းကိုလေးကိုသူ့လုံးဝလွတ်ပေးလိုက်ပါတယ် sorry ကွာအဲ့ဒါကိုတီးခံလိုက်တော့သူရောက်ရှက်နေလို့ကွာ sorry ပဲတငယ်ချင်းတွေဝိုင်းတားနေမှာဆိုလို့သူကိုယ်တိုင်ချစ်ချင်းကိုလေးကိုယုံငင်ထဲမှာထားပြီးတော့လူကြားတွေကနေထွက်လို့ရအောင်လက်ဖွင့်ပေးခဲ့တရားပါဒီတော့ကနေဝန်းကပ်ပြောကမှာတော်မမခိုင်နီးနားမှာမရှိတော့မှန်းသိလိုက်ရပါတယ်ကွက်တီပဲချင်ရန်မင်းချစ်ချင်းကိုညာတာလိုက်တဲ့အကွက်ကိုလေဟိုတယောက်တီးသွားမှာမဟုတ်ဘူးအန်ကယ်ခေါ်ထုတ်သွားတဲ့နောက်ကိုပါသွားတာမခံချင်းမခံတာအန်ရကြီးချင်းနဲ့သိလားမင်းရလေလေကောင်မလေးငိုလိုက်ကြနေဖြစ်သွားလိုက်တာဟိုကမြင်သွားလို့ရှင်လေသူ့ရှိမှမလို့ရဲကိုထင်သွားမှာပြောတော့ဖြစ်စင်ဖမ်းမယ်ကြားဖမ်းမယ်နေဝန်းကချီချူးမှမသိကဲ့ရမှမသိကဲပြောခဲ့သေးတာပါပြောတာနေဝသူ့ကိုတလိစစ်အကဲခတ်သွားတာတိုင်းဖြစ်နေတာပါဘာဖြစ်ဖြစ်တိုင်းကတော့တက်ဆွဆွဲနေပြီလေဖြစ်ပါတယ်ဘလို့လဲကိုလူစဉ်းစားလို့ရပြီလားကိုမျက်နှာကြီးဘလို့ပုံစံဖြစ်နေမလဲဆိုတာလေသူငြိမ်ကြသွားတော့ကြည့်ပြီးမှတိုင်းရထမ်းမိပါတယ်မင်းငါပြောတာကိုဒီနေ့ခေါင်းထဲမှာထည့်စမ်းပါကွာဒေါ်မမခိုင်ရမင်းရဲ့မိတွေဆိုရင်မိတွေတို့တက်တဲ့ပညာတွေနဲ့ကို့ဖေကိုဖျက်အောင်စီးယုံတာတွေနေနဲ့တကွတော့စီးကျင်ဥစ္စာတွေကိုလက်ဝက်ကြီးအုပ်သိမ်းပြီးတော့ချုပ်ချင်းစာတွေဘာညာတွေတခုမှမလုပ်ခဲ့ဘူးနော်အဲ့ဒါကိုပြန်စဉ်းစားကြည့်အောင်အမေမိတွေတို့တက်တော့ပညာဆိုပါလားလှုပ်ဆက်မှာမင်းရဲ့စသဖြင့်ဆိုတာလေးအကျဉ်းလေးသိပါရစီရောပါလေမင်းကလုံးရပြပြီးတော့မိတွေဆက်ကမလို့လားမင်းရလဲနော်ငါတော့မမိုးမြင့်တွေတို့အိမ်ပါလေမိတွေဆိုရပုံမှန်နေနေရဘလောက်တော့မှမျက်နှာငေးလိုက်လေလင်မာသားသမီးတွေကမကြီးရောင်းမမကြီးနဲ့နေဒီပညာရတက်ဖို့မလို့လားအော်တော်အားကိုရတူပါလားပြောပြလိုက်တော့တိုင်းဒီနည်းပညာကိုသူသိတင်တာငါထောက်ခံသွားပြီအဲ့ဒီမှာလဲသေးခိုင်းလိုက်ငါလည်းဒါပဲသိတာသူ့သမီးကိုတဲတဲလှုပ်နေရတဲ့တခုပဲမုန်းဖို့ကောင်းတာအန်ခဲနဲ့တော့မှစီးဝါခွဲတာမဟုတ်ဘူးလားဒီကနေ့ကမင်းဖေကိုသူချစ်တာလဲသိတာနေပြီမင်းတို့ပိုင်ဆိုင်တာတွေကိုလည်းမတော်လောပါစေမရှိဘူးဦးလွင်မိုးရဲ့သားစွာနဲ့သမီးရှင်နိုင်လိုချင်တောင်းတမျှော်လင့်နေတဲ့မင်းကိုသူကလုံးဝကြည့်မရအောင်ဖြစ်နေတာကဲတော်ပြီကွာအဲ့ဒီမိမိုက်ကြောင်လုံးဝမကြားချင်ဘူးခြံကအမီးပကံကိုဆွဲယူပြီးတော့ရှေ့မှာဒိုင်းကနေချပါတယ်တကယ်ကစောင့်ချတာမဟုတ်ဘဲနဲ့လွတ်ကျသွားတာဖြစ်ပါတယ်သူ့ဘိုက်ထဲမှာရေးချင်းလွန်နေပြီဖြစ်ပြီးတော့ခေါင်းဒီမှာဟိတက်နေအဲ့ဒီနှစ်ရက်ထက်စိုးတာတော့စိတ်ညစ်နေကြမှာဖုံမှာကြားရလဲဒီတန်ဒီစကားဒီမှာကြားရလဲဒီတန်ဒီစကားတွေပါစစ်ချင်ရမင်းကိုမိုးရဲ့သားဖြစ်တာနဲ့ပဲငါအထင်ကြီးမယ်လို့မှတ်နေလားကိုကြီးကိုဦးမိုးရဲ့သားဆိုပြီးဒီလောက်မစိုးနိုင်ဘူးလို့ထင်ခဲ့တာဟိုသားမီရဲ့ပါဇက်ထဲမှာလေဖေဖေကလူကြီးလို့ကောင်သူကလူယုံပါအခုလေအပေါင်းအသင်းနေရာစားထွက်လာတာဒီတန်းပါပဲမင်းကိုဦးလွင်မိုးရဲ့သားစွာနဲ့တမိရှင်တွေကလိုချင်မျှော်လင့်နေနိုင်တယ်တဲ့သူဖြတ်တန်းခဲ့တာလူငယ်တယောက်ရဲ့လွတ်လပ်မှုတွေအတိုင်းပေါ်ပါစွာနေပါဒီလောက်ထိတော့မှဂုံတွက်တရားကွဲပြားခြားနာနေရလားခေါင်းထဲမှာတရရဲ့နဲ့ပြဝေးလာတယ်ရှင်မတ်ထဲကပူလောင်ခြင်းတွေဟာမျက်စိတွေနားတွေမှာထိုးဖောက်ထွက်ဖို့ကြိုးစားနေကြတယ်လို့ထင်ရပြီဒီကိုယ်လုံးဟာအပူတုံးကြီးဖြစ်လာခဲ့တာပါချစ်ချင်းခေါ်တဲ့တွေကတယောက်တစ်ပေါက်နဲ့စူညံနေပါတယ်ဒေါ်မမခိုင်စာကြည့်ကန်းတွေကနေထွက်ပြီးပြင်ကိုကြည့်လိုက်တဲ့အခါမှာအားလုံးဟာခိတ်ရန်နေဖြစ်နေကြပြီရောခဲပြိုကြမတဲ့ဆိုးရွားစွာဖြစ်နေတဲ့ချမ်းကသူတို့လက်ထဲမှာဆက်ကျိုးနေရပါချစ်ချင်းခေါ်ရမကြောက်လား
ခြံကမနိုင်မနေခေါင်းထူပြီးလှမ်းဝရတဲ့ခါမှာကြည်နေတဲ့ဒေါ်မမခိုင်ရဲ့မျက်လုံးတွေမှာဆက်ဆုပ်ယုံချခြင်းတွေဖြစ်နေခဲ့ရပါထိုစဉ်မှာနောက်ဘေးဘက်ကပြေးထွက်လာတဲ့ချစ်ချင်းကိုမြင်လိုက်ရမှာတော့သမီးရှင်ချစ်ချင်းတုံ့ဝင်လည်းဖြစ်သွားပါပြီဒေါ်မမခိုင်ကိုမြင်လိုက်တဲ့အတွက်ထိတ်လန့်နေတဲ့မျက်ဝန်းတွေဟာအပြင်ကိုရောက်သွားလိုက်သေးရပါမမေတောင်းမခေါ်နေထားလိုက်ဟိုမမေရဲ့ဟိုလေဦးမိုးပြန်လာလို့ရှင်လေစိတ်မကောင်းဖြစ်သွားအောင်ပါချစ်ချင်းကကိုမိုးဘာဖြစ်တော့အဲ့ဒါငါလုံးပါသွားထဲဝင်ချစ်ချင်းဟာခြေတလန်းဆုပ်သွားပြီမယ်ပြန်လှည့်မဝင်သေးပါဘူးကျော်မမခိုင်ကမျက်နှာကိုအစွမ်းကုန်ပင့်ချထားပြီးတော့အပြင်တကားစီကိုရှောက်သွားခဲ့ပါတယ်ဟေးသူ့အိမ်မှာထားခဲ့လိုက်မင်းတို့ပြန်တော့ဗျာခင်ဗျာနေဝန်းတို့မိုးတာလွင့်စင်ကုန်ပါတယ်ချစ်ချင်းကိုခေါ်လိုက်တာကျော်မမခိုင်ထွက်လာမယ်လို့မထင်ပါဘူးအိမ်နေရေးဝယ်ထားတဲ့ကြောက်စိမ်းအောင်ပါတဲ့နဲ့လဲထောင်လက်ပြတ်အစိမ်းအောင်လေးနေတော့မှဒေါ်မမခိုင်ဟာတတိယရွေးလို့မတင်ရအောင်နှုတ်ပြလှပနေစေဖြစ်ပါတယ်ပခေါအောက်လိုပြီးတော့ကျုံမရောက်တယောက်ကောက်ထားတဲ့စပင်းတွေကိုဘေးနှစ်ဖက်မှာဘီကုန်းနဲ့တင်ထိုးထားသေးတာပါအိတ်ခန်ဒီအချိန်မီမဲ့နှကန်းဒီမှာနီညွန်ရောက်ရေးရဲ့နှကန်းဒီတွေနဲ့စိုးဣနေတော့မှာအမြဲတမ်းဘဲချင်းကြီးကြီးဒေါ်မမခိုင်ဟာအခုလိုနှွေးရွာလှပနေမြဲဖြစ်ပြီးတော့အနောက်မှာရဲကြံခဲ့ကြတဲ့ချစ်ချင်းကိုလှမ်းမြင်လိုက်ရတော့စိတ်မကောင်းကြပါဖြူဖြူဖြူမျက်နှာလေးမှာနှကန်းသားလေးတွေဟာပန်းရောင်တန်းနေပြီမယ်နှကန်းဒီတင်ချနေတော့တခြားစီပါစပင်းရှိတို့နှစ်ဖက်ခွဲစီးထားတဲ့အတွက်နှုတ်ငယ်ပြုံးမြင့်ခြင်းတွေဟာတိတာပဲမဲ့လေစိတ်ညစ်နွမ်းနေရဲ့မျက်နှာအထမာနာတွေလွှမ်းနေတဲ့ဒေါ်မမခိုင်ရဲ့မျက်နှာလောက်ဘယ်နေရာမှတောက်ပလင်းလန့်ခြင်းမရှိပါဘူးပြောနေအောင်ကြားရနော်ဗျာမင်းတို့ဒီကထွက်သွားဖို့ခင်ဗျာဟုတ်ကဲ့ပါခြံရကိုလွတ်ချထားခဲ့လို့မဖြစ်လို့စောင့်နေရပါသူ့လာခေါ်ဖို့ချစ်ချစ်ရောဘယ်သူမှလာခေါ်မှာမဟုတ်ဘူးအားကြောင့်ထားခဲ့လိုက်တော့ဘယ်သူလဲချစ်ချင်းလားဘယ်မှာလဲခြံကရေထဲမှာမူးချင်တိုင်းမူးလို့ကောင်းနေတော့ပါကြာလီဇက်ကျိုးနေလေတွေ့ရခက်လာလေပါသူတို့ဒီတက်စောစောထထွက်ခဲ့ဖို့တင့်ပါတယ်ခြံရံမျိုးချနေရကိုမြင်နေရတဲ့စကားမြင်မပြတ်ဖြစ်နေရမို့အမတ်တမဲ့ကြာသွားခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့ရှေ့ကနေအရင်ထွက်မလာလေဆိုပြီးမချစ်တင်ငယ်မျက်လုံးတွေနဲ့ချစ်ချင်းကိုလှမ်းကြည့်မိပါတယ်ခြံရံဟေးခြံရံငါတို့ပြန်မယ်ကွာမင်းဒီမှာခဏထန်လာအောင်ဖြစ်မလားဘယ်မှာလဲငါ့ရအောင်ရပြီလားရှင်းရှင်းရောပြဿနာပဲကွာတိုင်းရတငယ်ချင်းဖြစ်သူဘယ်နဲ့ချွတ်နေရမှာအပုံလိုက်ချမထားခဲ့ရပဲနဲ့ရှုံ့မဲ့နေပါတယ်သူရအောင်ကတော့လက်ပိုက်ကြည့်နေတဲ့ဒေါ်မမခိုင်ရဲ့နှကန်းလွှတွေဟာတိုက်ရိုက်ကြောက်ရောက်လာနေတဲ့မုံသားကိုသိနေရမို့ခြံရံကိုထိုင်လျက်ပြောင်းတကားပေါက်မှာတေချာနေရချပေးလိုက်ပါတယ်တိုင်းကပြန်ဆွဲထားတော့မလို့စုပ်ထားတဲ့လက်ကိုရုတ်တရက်မလွတ်ပါဘူးထားခဲ့လိုက်ကွာသူအိမ်ပြန်ရောက်နေပြီပဲတိုင်းကိုပြန်ပြီးမှဖြောင်းပြနေရသေးတာပါတော်ကြဒေါ်မမခိုင်အောင်မောကြည့်ပြီးတော့မကျေနပ်တဲ့တစုံတရာပြောလိုက်မှလေစိုးပြီးမှတခါတည်းပကုံးဖက်ပြီးမှထွက်ဖို့ပြန်ပါတယ်ဒီမှာဟေးဒေါ်မမခိုင်ကချိန်ရံမီးနေရမဟုတ်တဲ့တကားတစ်ဖက်ကိုအတန်မီအောင်တုံးဖွင့်ပြစ်လိုက်ပါတယ်အရက်တောက်ပေါ်တောက်ပတ်ချင်းရိုင်းမိနေကြတာသွေးစီရမခုံးတော့ကောင်းမထူနိုင်တဲ့သူကိုထူနိုင်သေးရဲ့လူကတွဲပြီးမှအိမ်ရောက်ပြန်ပို့လိုက်တာနေလေတငယ်ချင်းကပြီးသွားတာမဟုတ်ဘူးမင်းတို့နောက်ထပ်သူနဲ့တောက်ဖြစ်ကြရင်တောက်ပြီးတော့လမ်းပေါ်မှာပဲနေလိုက်ကြသူ့ကိုလည်းပြန်ပို့ဖို့မလိုမိုးရိပ်ရိုင်ထိုးနေတဲ့ခြေလမ်းတွေနဲ့ငါ့ရင်နဲ့ဝဲမလာကြနဲ့မမေညီကဘာလုပ်နေရလဲဟိုမဆိုင်တဲ့သူတွေကိုမပြောပါနဲ့တော့မမေရဲ့သူတို့သွားပါစီနော်ချစ်ချင်းကကြောက်ကြောက်နဲ့ဝင်ပြောနေရတာမမေကိုသူများတွေကကဲ့ရဲ့သွားကြမှာစိုးလို့ပါပြီးတော့ဒီအိမ်ကဦးမှုလို့အိမ်လေမမေကမိတွေးဖြစ်နေရောက်လာခဲ့တာဖြစ်ပါတယ်ဘေးလူတွေအမြင်ဆောင်ကိုမိတွေဆိုတဲ့အဖြစ်ကြီးဟာပို့ပြီးမှကြီးမားကျေပြန်သွားနိုင်ပါတယ်တိုင်းကချစ်ချင်းနဲ့ဒေါ်မမခိုင်ကိုခြုံငုံကြည့်လိုက်ပြီးတော့ပြန်มาပါဒါမဲ့ကျွန်တော်တို့ကမိုးရေရိုင်ထိုးနေအောင်တောက်စားနေရအချက်သမားတွေတော့မဟုတ်ပါဘူးအန်တီမိကောင်းဖခင်သားသမီးတွေပါအေးမိကောင်းဖခင်သားသမီးဖြစ်ပေမဲ့မတော်မကောင်းမနဲ့အော်ကြောလောင်စိုးနေရရှိတော့ငါလူငယ်တို့မိဘနာမည်ပြန်ကြည့်ပြီးဆက်ဆံတာမဟုတ်ဘူးကောင်းတာဖြစ်ဖြစ်စိုးတာဖြစ်ဖြစ်ကိုယ်တိုင်လုံးမဖြစ်တာလူကောင်းဖြစ်ချင်းကောင်းတာလို့လူတော်ဖြစ်ချင်းတော်အောင်နေလေဒါပဲရှင်းတယ်နော်တိုင်လာပါကွာအားလုံးကတော့ဒီမိသားစုအတွင်းကြီးကိုတည်ထားပြီးမို့ခြံနဲ့ပတ်သက်ပြီးတော့တီးခံကြဖို့ပဲနှလုံးသွင်းထားပြီးသားပါဒါမဲ့လည်းတီးတာတီးစီမမြင်စီနဲ့ပေါ့တန်တကားမှာကြောကက်မိပြီးတော့ဘေးတိုင်ပုံကျသွားတဲ့ချိန်ရအောင်လှည့်ကြည့်နဲ့ကားပေါ်တက်တဲ့ခါမှာတိုင်းကတော့တက်ခောက်ပါတယ်ငါခြံရအောင်ပြန်ခေါ်မယ်ကွာအန်ကယ်ပိုင်းနဲ့တိုက်တယ်အများကြီးပဲအားလုံးငါဝင်ထွက်လို့ရတယ်မင်းထက်ဒေါ်မမခိုင်ကပို့ပြီးတော့အခွင့်ရှိတယ်ဆိုတာလည်းမမေ့နဲ့လေဖြောက်လိုက်တော့ကွာနားမှာချင်းချင်းရှိနေရပဲသူ
သူဒီတိုင်းကြည့်နေမှာမဟုတ်ပါဘူးဒေါ်မမခိုင်ကမောင်ရဲမကြတဲ့ကြတွေကကားစီကိုလက်ပိုက်မပြတ်ရိုက်နေမမင့်တုံကြည့်နေစေပဲဖြစ်ပါတယ်လူငယ်တွေကိုဘသူပဲဝါရဲလိုနာမည်တွေကိုမသိပေမယ့်ကားနာကြမှာဟိုတယောက်ကပေးဆောင်ဆောင်ပြန်လှည့်ကြည့်နေတာတယောက်ကချော့မော့ဆွဲတင်တာအားလုံးမြင်နေရပါတယ်ဒါကရေသမားတစ္ဆာလားယုံဖို့ကောင်းလိုက်တာရှင်းဟင်ကိုကြီးနေစမ်းခြံကမျက်လုံးမဖွင့်မင်းနဲ့ခေါ်နေပါတယ်ချစ်ချင်းကပြပြလေးလေးခြေလမ်းပြင်မိမယ်ဒေါ်မမခိုင်ကလက်ကိုဖမ်းဆွဲပစ်လိုက်ပါတယ်ထားလိုက်ရှင်းငါ့ကိုရေတစ်ခွက်လောက်ပေးသားပါဘူးလိုက်တာကွာအဲ့ဒီရင်ဘက်ကိုစုပ်ဆွဲပြီးတော့ခြံကလေကားတစ်ပေါ်မှာရှုံးမဲ့တွန့်လည်နေပါတယ်ချစ်ချင်းငါရေတောက်ချင်နေကွာမေသူတခုဖြစ်သွားလိမ့်မယ်ချစ်ချင်းတောင်းမှန်ပါတယ်မေရဲ့ဒီတိုင်းမထားပါရစေနဲ့နော်ချစ်ချင်းမျက်ရည်တွေလင်းလာပါတယ်အဲ့ဒီမျက်ရည်တို့ဒေါ်မမခိုင်ကစူးစူးရဲကြည့်ပါတယ်မင်္ဂလာဦးညလက်အသေးကြီးကိုတောက်ပြီးတော့မိပါကိုကတော့တယ်မူးရှိုးပြီးတော့မမရရနေပြောလို့ပြောအခုဆက်တောက်တယ်နောက်နေမတောက်ဘူးလို့ပြောနိုင်မလားအမြဲတမ်းတောက်သွားမယ်ဆိုရင်ညီကအရက်သမားမရဖြစ်ပြီမေရဲ့လင်းနေစစင်သေးမာတယ်ညီကအခုတည်းကဦးကျိုးနေလို့ရှင်ဒီကောင်ကတစ်သက်လုံးနိုင်စားတော့တာခံရတော့မှာဒီမှာချစ်ချင်းညီပုံစံနဲ့စင်တကောင်လုံးသေးဖို့မလွယ်ဘူးဆိုတာငါသိတယ်ဒါမဲ့ဈေးတွေကဝယ်လာတဲ့ကြက်ကိုတော့မှာတကောင်လုံးကြီးမလို့မခုတ်မပိုင်းရဲဘူးဖြစ်နေကြက်တရားထရည်လိမ့်မယ်ညီနဲ့ပတ်သက်ပြီးတော့ငါဘာလို့မဆိုစွန့်လို့ဖို့ပြင်ဆင်ထားတယ်ဆိုတာညီသိရနော်ဒဇိန်းနဲ့ကိုရင်သွေးဆိုရင်ဘယ်ဒဇိန်းကိုဖြစ်ဖြစ်စွန့်လို့မှာပဲငါရဲ့သမီးကလည်းငါလိုမဟုတ်မခံစိတ်မျိုးရှိကိုရှိရမယ်ဘာမှလည်းပြန်မပြောရတော့ပဲချစ်ချင်းမျက်ရည်တွေပိုးပေါက်ကြလာပါတယ်ချမ်းရံကိုလေကားတစ်ပေါ်မှာပြစ်စလက်ခတ်ကြီးမြင်းနေရမြင်ခွင့်ဟာသူမတကူလုံးလက်နက်မျိုးစုံနဲ့နာကျင်အောင်ပြစ်ခတ်နေသည်နေပါထိုစင်မှာခြံဝကနေကားမီအောင်ဝင်းကနေကြပါတယ်ဒေါ်မမခိုင်မျက်နှာပိုတင်းပြီးတော့ပိုပြီးတောက်မှတ်စွာပြင်ဆင်ထားပါတယ်ချစ်ချင်းကတော့မျက်လုံးပြူမျက်စံမျိုးနဲ့ဟင်ကနေဖြစ်ပါတယ်မေဦးမိုးပြန်လာပြီဘာဖြစ်လဲတွားအခုချက်ချင်းဝင်မတော်ပါဘူးမေရဲ့ချစ်ချင်းတို့ထမ်းမကြည့်ပဲနဲ့ပြစ်ထားလိုက်တယ်ဆိုရင်ကြားလို့တော်ဦးမှာအခုဒီတိုင်းမြင်သွားပြီးတော့မှာပြောဆူဆူနဲ့ချစ်ချင်းကတကားပြေကိုထွက်လာပြီခြံရံတစောင်းတိုက်လေးနေရပြီးမှဒူးတုံလေးပဲထားလိုက်ပါတယ်ကိုကြီးရေလေရေတောက်ရှင်တယ်တိုက်မယ်အထက်ကိုဝင်ရအောင်နော်ကိုကြီးအထက်ရောက်မှတောက်လေဟာမင်းနေရရေတောက်မပေးရအောင်လို့ပြောလို့မဟုတ်လားမင်းကသမီးကအလင်းစလိုထိုးရက်သွားပြီးတော့ဦးလင်မိုးကမန်းကရန်နဲ့ဆင်းလာပါတယ်ချစ်ချင်းမောကြည့်လိုက်တော့မမေမရှိတော့ပါဘူးဦးမိုးကိုရို့တွဲပါဦးချစ်ချင်းမနိုင်လို့ပါဒီကောင်လေးကခတ်တော်တာပဲကွာသူတယောက်တည်းကားမောက်လာလားရှက်ထားတဲ့ကားကိုမြင်တဲ့အတွက်ဦးလင်မိုးကချမ်းရံကိုဆွဲထွေးနေမိတာပါဒီအိမ်မှာကားပိုင်ဆိုင်မှုအများဆုံးဖြစ်တဲ့ချမ်းရံကသူ့ကားကိုပေါ်တူဂိုကမှရက်ခဲ့ပါတယ်ဘယ်ကပြန်လာသူကိုယ်တော်ရှိမှပဲရက်ပစ်ခဲ့တာလူကြီးပဲအိမ်မော်ပြေးတက်တာအကျင့်တစ်ခုဖြစ်ပါတယ်ချစ်ချင်းကအဲ့ဒီကားကိုလှမ်းကြည့်ပြီးတော့ကောင်းခါပြပါတယ်သူ့တငယ်ချင်းလိုက်ပို့တာပါကိုရဒီလိုပဲတောက်နေဒုက္ခပါပဲဦးမို့ရဲ့သူဒီလိုအထီကိုမပြတ်စည်းခဲ့ဘူးသမီးတခါလေးမှသူလှုပ်ချင်တာမရရင်တားမရတာဦးမို့ပြောပါမယ်သမီးရဲ့မပူပါနဲ့နော်ဒါနဲ့သမီးမမေနဲ့ဒါဘာဖြစ်ကြသေးလဲဟိုဘက်ဒီဘက်တွဲလာကြရင်ဦးလွင်မိုးကခက်တူးမိပါတယ်ချစ်ချင်းခေါင်းမဲခါပြလိုက်မိပါတယ်ဦးလွင်မိုးကတော့မျက်ရည်တွေစိုးနေစေဖြစ်တဲ့ချစ်ချင်းရဲ့မျက်တောင်ကော့ကော့လေးတွေနှကန်းတောင်မေးရိုးဆက်တူသတိထားမိခဲ့ပါတယ်ပြီးတော့သူ့ကခြံထဲဝင်လိုက်ခါစားမှာခိုင်တီမှာရက်နေအောင်မြင်လိုက်ပြီးသားပါပြက်တနာဆိုတာအထုပ်ထေလားတက်ကြွားတကောင်းလို့လားဘာမှမသိမိမယ်သူ့အိမ်မှာတော့ပြက်တနာမပြီးနိုင်ပါဘူးနားထဲမှာငိုရှိုက်နေတဲ့အတန်ကိုကြားနေပြီမြေကိုနားမှာလို့မထင်ပါဘူးအိမ်မက်မက်လေးလို့ကိုနဲ့မဆိုင်ဘူးလို့မျက်လုံးတွေဖွင့်လိုက်ကမှချစ်ချင်းကသူ့ရဲ့ချိန်မှာကြုံကြုံလေးထိုင်လျက်ငိုးနေတာပခုံးတွေရောကောင်းလေးမော့သွားတာဘာဖြစ်နေရလဲမင်းနေနဲ့ကြုံထားလိုက်တဲ့ခါမှာကောင်းထဲမှာတဆစ်စစ်နဲ့ထိုးကြိုက်နေပါတယ်ချစ်ချင်းကမျက်နှာပေါ်မှာမျက်ရည်တုံရင်းနဲ့ပေရောညာရောမအားမလဲဖြစ်နေတဲ့လက်နှစ်ဖက်ကိုဖြတ်ကနေဖေပြီးသူထထိုင်တာကိုကြည့်ပါတယ်ပြီးတော့3စက္ကန့်လောက်ရက်တန့်သွားရင်ငိုရှိုက်ခြင်းကိုပြန်ဆက်ပါတယ်ကိုကြီးနောက်တခါအရက်တွေတောက်အောင်မယ်ဆိုရင်အိမ်ရောက်ထွက်တာနဲ့ပြန်ငါတောက်လာမှလို့ပြောတော့ပါဘာမကြည်လင်းတဲ့ကားကိုခါပြစ်လိုက်နေနားမလည်စွာကြည့်မိပါတယ်အချင်းကမနဲ့3နာရီပဲရှိသေးတာပါချစ်ချင်းကနိုးစင်းရောက်အင်ဂျီလက်ရှိဖပါဘာမရှိပေါ့ပါနဲ့စပင်းကြီးကလည်းဖြန့်ချထားလျက်တာပါ
ဘာဖြစ်ကုန်တာလဲသူ့ကိုအပေါ်ပိုင်းမှာလေအတွင်းကန်စွတ်ကျဲချိုင်းမြက်ဖြူလေးတစ်ထည်ပဲရှိတော့ပြီအစတော့ကိုပေါ်မှာလွှမ်းခြုံထားပေါ်ရရဲ့ဆောင်ပါထထန်လိုက်တော့သူ့ရဲ့အောက်မှာပုံကျနေပါပြီဘာဖြစ်လို့လဲမသိရင်လူသေးကောင်ဘေးမှာထိုင်ကုန်နေတဲ့အတိုင်းပဲဟုတ်တယ်ကိုကြီးအလောင်းဖြစ်သွားမှဆိုလို့ချစ်ချင်းထိုင်ဆောင်နေရတာအခုဒီတရင်မှမအိပ်ရသေးဘူးဘလို့ချစ်ချင်းကမျက်ရည်ကိုအပီးတက်ပို့တော့ပြင်းနေသူမေးအောင်မဖြေဘဲနဲ့ကရင်ချင်းရအကိုစိတ်ရက်ပါပြီပြီးတော့တထဲစီကြနေတဲ့ကုံရင်းကြီးတွေစပိုးရှက်တွေကိုလိုက်ကောက်ပြီးရှင်ဝင်နေမှာပိုက်ချလိုက်ပါတယ်ညကကိုကြီးရေတောင်းလိုက်အင်းကြီးချွတ်ပြလိုက်နဲ့ဘလို့ပြန်နေရလေပြီးတော့ချွေးတွေကလည်းပြန်နေသေးတာပြောနေနဲ့ငိုတန်းပါလာပြန်ပါတယ်သူမညာတော့ဘလောက်တောင်မှစိုးရင်ကြောက်လန့်နေခဲ့မှလည်းမသိပါဘူးအဲကိုကလည်းပိတ်ပါရေးဆိုမှပွင့်သွားပြီးတော့ဘယ်နေရာဘာဖြစ်တယ်မသိဘူးလုံးဝပြန်ပေးလို့မရတော့ဘူးကိုကြီးရဲ့အင်ကြီးချွတ်ချွတ်ပြတော့အေးပတ်မှာဆိုကနေစောင့်ထိုင်ချုံပေးနေရတာထိုင်ချုံပေးနေရတယ်ဟုတ်လားငါကိုကြီးကစောင့်ချုံပြီးတော့ဖဖချပြစ်တာလေအတင်းဖိကင်ထားတော့မှပြန်ပြိုသွားပြီးတော့ညိန်တာညိန်သွားပြီဆိုပြီးတော့လက်ပင်လိုက်တာနဲ့စောင့်ခွပြန်ရောပဲဒီကချုံပြီးလိုက်ကိုကြီးကခွာချလိုက်နေနောက်ဆုံးငုတ်တုတ်ထိုင်ပြီးတော့ဖိကင်နေရတယ်လေအာနာစင်လေးတော့ဖြစ်သွားမိပါတယ်ဒါမဲ့လေကျေးဇူးတင်ပါတယ်လို့ပြောရမယ်စားမျက်နှာကိုတင်းပြလိုက်မိပါတယ်မင်းမသာမနေတတ်တာကိုအသက်နဲ့ဝေးပါအော်ပြောလို့ရမလားချစ်ချင်းကြားဘူးတလို့မျိုးအရက်တွေလုံးကျော်တောက်ပြီးတော့မှလျှော့ရသွားရင်တင်းနေရကိုကြီးလောင်ရင်းနဲ့ချစ်ချင်းကတညလုံးနှစ်ယောက်တည်းဟမ်ကရင်ဘွားနေဟန်နဲ့ပန်နဲ့ဆင်းမိတဲ့ကိုဟာတွန့်ငနေဖြစ်သွားပါတယ်ချစ်ချင်းကမျက်လုံးလေးကိုပိုးတက်နေနဲ့လှည့်ထွက်သွားပြီကိုကြီးပြောလို့လေကိုဘာသာနေတတ်လို့နေလိုက်ရင်တော့ကိုကြီးကတင်းနေလေချစ်ချင်းကမသိဘူးလေအခန်းတကားတွေကအလုံးပိတ်ထားတော့ခန္ဓာကိုယ်ကထွက်သွားဝိညာဉ်ကလည်းမထွက်နိုင်မင်းနဲ့ကြည်စမ်းဒီလောက်ငိုကြီးချက်မနဲ့ငုတ်ထုတ်ထိုင်ဖြစ်နေတာဒီလူသေးများသွားရင်လို့တွေးပြီးတော့အသေးတန်ကြောက်နေရပါလားသူ့မှာဘာမှလည်းမပြောတာတရေမျိုးကတော့မှမကြဘဲနဲ့လေချောင်းနေမှနင်းနေပါ යි ချစ်ချင်းကတကားကိုအตาလေးဆွဲဖွင့်ပြီးတော့အပြင်ကိုခိုးကြောင်ခိုးပွဲကြည့်လိုက်သေးရပါပြီးတော့တကားကိုကင်ထားရနေသူ့ဘက်ကိုပြန်ကြည့်ပါ යි တကယ်သေးနေရမှာတာတော့မှမတာဆောင်မရှိလို့ရှင်ထားကြတောင်းကျန်လို့ရတယ်ကိုကြီးရဲ့လက်ဆက်ထွက်သွားရဲ့ဝိညာဉ်ဆိုရင်ကဲမင်းမဆက်ကိုပိတ်ပြီးမှကြွလို့ရအောင်ကြွကိုရလေကြေလိုက်တာအဲ့ဒါကိုပြောချင်လို့ပြန်လှည့်လာတာမှကြေပြည့်အောင်ကြေလိုက်သေးချစ်ချင်းမျက်နှာသွားသိပြီးတော့မိဖို့ကြောင်ဝင်လာအောင်မယ်ကိုကြီးလည်းပြန်ချင်မဲချင်လည်းအတန်ပြိုင်းတော့အော်ခေါ်မနေနဲ့နော်ညကိုကြီးကြလူကြီးတွေလည်းကောင်းကောင်းအိတ်ဟာမဟုတ်ဘူးချစ်ချင်းမကြပြန်လာကြည့်မယ်သူမဘာသာအစီအစဉ်ကြီးဆွဲပြီးမှခြေတံဖွက်ဖွက်နဲ့ထွက်သွားတာပါအဲ့ရပေါ်မှာနောက်ပြန်ထိုင်းလိုက်နေမကြည်မနှက်ဖြစ်ပြီးတော့ကြံခဲ့တာကိုဖိသိမ့်မျိုးချနေရပါတယ်ပြောသွားလိုက်တာမตาကောင်ဖြစ်လိုက်ဝိညာဉ်ဖြစ်လိုက်အတန်ပြိန်းနေမအော်ပါနဲ့ဆိုတာပါသေးရပါအခုလဲကြည့်ဦး तू ကဒီမှာငုတ်တို့ထိုင်နေမိကမှမျက်နှာမသေးဘဲနဲ့ဘာလုပ်နေရပါလဲဒီကိုယ်လုံးအရက်နဲ့ကျွေးနဲ့ရင်းနဲ့ညီးစီစီဖြစ်နေအောင်ပြန်ဖို့ရောဘယ်လိုလုပ်ရမှာလဲဒီကောင်မလေးရဲ့ယောက်ျားအိယာထတာကိုစောင့်ပြီးတော့ဝတ်တရားမပြတ်လောက်ကန်ပေးရမှာကြတော့ဘာဖြစ်လို့မသိတဲ့ဆိုးရွားနေရလဲတပတ်နှစ်တဲကိုလှမ်းဆွဲလိုက်ပြီးတော့ तू ကမုံကုတ်ကုတ်မှာတင်းတင်းမျက်နှာနဲ့ထွက်လာခဲ့ပါတယ်တော်တို့ကသူ့ကိုမြင်တော့လှမ်းလက်စာချီလန်းကိုရုပ်ပြီးတော့မှသူ့ဘက်ကိုရှောက်လာပါတယ်လူလေးခေါင်းကနေသေးလားတော်တို့ဘာလုပ်ပေးရမလဲရီတော့မချိုးလာနဲ့တော့နည်းနည်းစောသေးရဲ့ကွယ်သူတခါလေးမှဒီလောက်မစိုးပြီမေဒီလိုတောက်လာတဲ့နေ့ဒီမှာဆိုတော့တော်တို့ဟာဂယူဒိဆာနဲ့လောက်ကင်ပေးနေကြဖြစ်ပါတယ်ဒီချိန်လောက်မှသူနိုးပြီးမျက်နှာတည်းတခါလေးမှရေမိုးချိုးပြီးပြီတခုခုစားဓာတ်မို့ဈေးတောက်ပြီးတော့ပြန်ရကြပါတယ်ဒါကြောင့်လေလူကြီးတွေနိုးတဲ့ချိန်မှာသူမနိုးတော့ပါဘူးတားညပဲချင်းပြန်ရောက်လေလို့ဖေဖေကဝတ်တရားမပြန်မေးပြီမေတော်တို့ကလေတောက်စားပြီးပြန်လာတာ哦ခြံလက်ပြီးမှအရှင်ပြအောင်ပြောပေးနေကြဖြစ်ပါတယ်သူတောက်လာတာကိုရိပ်မိရဖြစ်စေတကယ်မသိလိုက်တာဖြစ်ဖြစ်ဖေဖေကတော်တို့ဖြေလိုက်တာနဲ့ပဲယုံကြည်တရားနဲ့ဥပက္ခထားပေးတတ်ပါတယ်ဒါကြောင့်လေတခါတည်းရဲ့တောက်တဲ့ခြင်းကိုတိတာတိပြီးမှမြင်လိုက်တာမရှိခဲ့ပါဘူးအခုကျတော့သူ့ချီလန်းကိုစောင့်ကြည့်လာပြီဖြစ်တဲ့မျက်လုံးတစုံကြလေချစ်ချင်းအားစားတော်တို့လည်းကြီးလန့်ဆာဆာဖြစ်နေပေါ်ပေါ်ပါတယ်တော်တို့ကျွန်တော်ညဘယ်လိုပြန်ရောက်လာလဲဟိုအရန်ကိုမူးလာတာကွယ်ဘာဖြစ်ဖြစ်လေကိုကလူပြိုလူလို့မှမဟုတ်တော့တာလူလေးရေအနေတိုင်းအခုကဘာဖြစ်ကုန်လို့လဲအန်တီခါမင်းပြဿနာရှာတာမဟုတ်လားပြဿနာ तू ကရှာတာမဟုတ်ဘူးလေလူလေးကစီကျန်လာလို့ရှိရင်ဘာမှဖြစ်လာဖို့မရှိဘူးလူကြီးဆိုတာလူငယ်တယောက်ကိုတော်ရင်တော်လို့ကောင်းရင်ကောင်းလို့ချိမြင်မြောက်စားကြတာပဲမက်ခိုင်ကပိုးစိုးမှာပေါ့လူလေးကသားဆိုလေဟုတ်တယ်အခုတမတ်ဖြစ်သွားပြီလေလူလေးကိုလူတော်တယောက်ဖြစ်ဖို့ဘယ်လောက်တောင်မှမျှော်လင့်နေမလဲအလကားပိုးတွေပါသူ့လုံနေတာကျွန်တော်ကောင်းစီချင်တာမဟုတ်ဘူး
ကဲရဲ့ရှုပ်ရှားဖို့မကောင်းတာကြီးပဲစောင့်ကြည့်နေတာတမင်မကောင်းပြောချင်နေတဲ့လူရှိမှာဘာလို့ကောင်းမှာမဟုတ်ဘူးလေကျွန်တော်ဆိုရင်သူသဘောပေါက်နေပါပြီဘလို့ကွယ်သူ့သမီးနဲ့ကျွန်တော်အိမ်တော်ကြီးဘလို့ဖြစ်လာတယ်လဲဆိုတာစိတ်ထဲမှာချင်းလို့ဖြစ်လာပြီးတော့ပြောချင်တာပြောပြလိုက်မိတာပါဒေါ်တို့ဟာတေချာပြောမပြပါမယ်ညဟာဒေါ်မမခိုင်ဘလောက်ပြောဆိုခဲ့လဲဆိုတာမကြားပဲနေသိနေပါ යි ကိုယ့်ဘက်ကစိတ်ကောင်းဝင်မှုစူးစမ်းကြည့်လိုက်တယ်မှာဒီတန်ဒီပဲကြကြနေရတာဘလူးကဖြစ်အောင်စိုင်းတီးပေးနေလို့ပါဖေဖေရှင်နေရတော့ကောက်သူစာနာမိပါ යි ဒါမှလည်းမတက်နိုင်ပါဘူးကြိတ်ချင်းမို့ချိန်မိတယ်ဆိုတဲ့စကားမှန်လို့ရှိရင်ဒီကလူကြီးပြီမချင်အောင်ဖြောင်းလိုက်ပေါ့ကိုယ့်ဘက်ကဖြောင်းမှတ်ဖို့လွတ်လားမျက်စိနှလုံးပွင့်တာနဲ့ကောင်းတဲ့ကိုရောက်နေတဲ့ဒေါ်မမခိုင်ရဲ့စကားလုံးတွေကြောင့်လေနေတိုင်းစားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမအိတ်ရပါဘူးဒေါသမစင်တဲ့လက်ကရေချိုးကန်းတကားကိုစုပ်ဖွက်လိုက်မိရဲဆိုရင်ဟင်ကိုကြီးချက်ချင်းအောင်မျက်နှာတင်းနေရဖြက်ကနေလဲကြည့်ပါ යි ခြံရလဲအထက်ကိုခြေတလန်းကျူးမိပြီးတော့မှအဲ့ဒီမှာပဲရက်သွားခဲ့ရပါပြီးရင်ထွက်ကိုကြီးကပြန်မဲတော့လားရေတော့မချိုးနေအောင်နော်ဒေါ်တို့ကထွက်ပါဆိုကွာမင်းတော်ရှိပါလားပြောပြရနဲ့သူကဒီဘက်ကိုမျက်နှာလေးမှာတော့တစုံတယောက်ကိုမြင်လိုက်တဲ့အတွက်အစီအစဉ်ကချက်ချင်းပဲပြောင်းသွားပါတယ်အထက်ကိုဝင်ပြီးတော့တကားကိုပြန်ပိတ်လိုက်ကဒီလောက်တောင်မှမျက်နှာသေးချနေအောင်မင်းကငါဘယ်နဲ့ချက်လောက်ရရသေးလို့လေတညလုံးငိုပဲငိုနိုင်တယ်မင်းမျက်နှာငါရိုက်တဲ့လက်ရာထင်ကြံမနေခဲ့ဘူးနော်ညရည်ကြလို့ရောင်ကိုင်းနေတာဟင်ကိုကြီးဘာတွေဒါကပထမဆုံးလက်စင်းမရှိသေးရဲ့ချစ်ချင်းငါကကောင်းစိတ်ဝင်ကောင်းတယ်မကောင်းတဲ့ကောင်းလို့တက်မှတ်ခြင်းကိုခံထားရတယ်ဆိုရင်မကောင်းခြင်းအလုပ်အတွက်ငါလုပ်မှာပဲမင်းကငါ့ကိုမှအိမ်တော်ရွေးချယ်ခဲ့တော့အဲ့ဒီမကောင်းခြင်းတွေကိုမင်းမဲယူရမယ်အဲ့တော့နောက်ထပ်ဒီလိုမျက်နှာရေးစိမ်ပြီးတော့ဖုံးဖိမနေအောင်မင်းမငိုတောင်ကြိုးစားတာကိုကြီးချစ်ဟာတော်ပြီအဲ့ဒါတွေထားလိုက်တော့အခုဆက်ပြစိမ်ပြီးလို့ရှင်မင်းငါတကူလုံးကြီးတိုးမရမယ်ထွက်မသွားနဲ့ဦးဟင်အခန်းပြင်ကတက်ခေါက်တန်ကိုကြားလိုက်တဲ့အတွက်ချစ်ချင်းတုံငနေဖြစ်သွားပါတယ်ချန်ရန်ကလည်းပြန်มาလူရှိမှအခုမှသိတယ်လို့မျိုးဖြက်ကနေလှည့်ကြည့်လိုက်တာကြောင့်ချန်ရန်ကိုချစ်ချင်းကတန်တရားမရှိခဲ့ပါဘူးကိုကြီးမေအားပါပြက်လေတကားချိုးပြလိုက်တဲ့တန်အချိန်မတော်မှကျေလောင်စွာနဲ့မြည်ပြီးတကားတစ်ချက်လုံးပြုတ်ထွက်သွားမလားတော့မှထင်ရပါတယ်အထဲမှာဘာလုပ်နေကြလဲမြဖွင့်စမ်းချစ်ချင်းပြောတဲ့နာမသိနာမစင်ကျင်နိုင်ပဲနဲ့ဒေါသတွေပဲတကူလုံးမှာစီးမြော့ပြီဒေါ်မမခိုင်အတန်ဒီပါတုံခါနေခဲ့တာပါချစ်ချင်းမားသေးဝင်နေခိုင်ထွက်လို့လည်းမရသေးဘူးကျွန်တော်ရေချိုးရအောင်ပါချစ်ချင်းကိုလည်းခိုင်းစရာလေးရှိလို့ခံလိုက်စမ်းမမခိုင်အသားတွေတုံးနေအောင်ဖြစ်တဲ့မခံမရနိုင်ခြင်းဟာပောက်ကွဲစရာရှာလို့မရပါဘူးသူများလည်းများအခန့်နေမှာဘလို့နေဘလို့ခန့်လူကြီးကနေရတဲ့ကဝင်ပါဖို့မတင်ဘူးဆိုတော့တွေးမိလိုက်ပါလားကို့သမီးဆိုပြီးလက်ဆွဲခေါ်သွားလို့ရလားသူ့ဘက်ကသူ့ဇနီးဖြစ်ဘာဖြစ်ဒီလိုအနိုင်ကျင့်လို့မေမေရေကဲပါအောင်လို့អော်ပြီကို့သမီးကကို့စီကိုလက်ကမ်းပြေးလာလို့ရှင်လေအตาလေးစီပွေထားလိုက်ရောမယ်အခုတော့ညီသမီးကိုညီပါလို့လားကိုပြစ်တင်ကြိမ်စဲမိဒေါ်မမခိုင်လှည့်ထွက်သွားတော့ချစ်ချင်းကချက်ရမ်းရှို့မျက်နှာချင်းစာလိုက်ရပါတယ်ကိုကြီးမမေကိုတမင်ပြောလိုက်တာလားဆွဆွကပြောတာတွေရောမေမေရှိနေမှသိလို့လားဘာမေးနေရလဲမင်းမေရဲ့ခြေတောင်နားဆွနေဖို့စိတ်ကိုမဝင်စားဘူးခက်တီညာလိုက်တဲ့မျက်နှာကိုချစ်ချင်းကရိုးသားစွာနဲ့အကဲခတ်နေစေဖြစ်ပါတယ်တကယ်တမ်းကလေသူကတမင်ကိုစောင့်စားမျိုးမှာအကွက်ဆင်ထားရတယ်မဟုတ်တဲ့ခါမှာကိုယ့်ဘက်ကလုံးကြုံပါတယ်မတည့်တဲ့လူချင်းခွင်တွေ့ရင်တော့ပြောရမှာပေါ့သူဖြူမကိုဖြူနိုင်ပြီသူကဘလူးဆိုင်တီးပြီးနေအောင်ကိုကမင်းသားလိုကကြလားချစ်ချင်းကဘာလို့ရမှာလဲကိုရို့ကြီးဆောင်တုံးမရကိုကြီးနဲ့ချစ်ချင်းဟာစကားများနဲ့ကန်ထဲမှာဆက်ပြထည့်လိုက်ချစ်ချင်းဟာမလုံးမရှက်လေးရိုက်နေတိတ်ချထားတဲ့မျက်နှာကိုရှည်လက်မတုပ်ဖြစ်ပါဘူးဟာဘာလို့နေရလဲမင်းကငါအော်တော့အော်ရဲလို့ပြောတယ်သူကသွားတိုက်နေလဲ့တော့မှာချစ်ချင်းဟာစူပိုးပိုးမျက်နှာလေးနဲ့ရေပြည့်ပြီးသားကန်တွေကိုဆက်ပြရဲထည့်လိုက်ပါတယ်တော်တို့ဟာ3နာရီလောက်ဆိုတော့အိယာထပြီးဖြစ်ပြီးတော့သူမမျက်နှာတက်တောင်နဲ့ရေချိုးကန်ကိုစေးကြောရေပြည့်ထားခဲ့တာပါအရှင်အိယာထားတဲ့သူကအတင်ချိုးရုံပဲဖြစ်ပါတယ်ကိုချိုးပြရနဲ့ပြန်ဖွင့်ချခဲ့ရုံပဲတော်တို့ဟာရေပြည့်ထားဖို့မပြတ်မကွက်တောင်းယူခဲ့ပါတယ်ချစ်ချင်းဟာဆက်ပြထည့်နေတဲ့တခုခုမေးချင်တယ်လို့ခဏခဏလေ့ကြည့်ပါတယ်ခြံရံကိုကြောက်လို့မဟုတ်ပေမဲ့သူ့ော်လိုက်ငေါက်လိုက်မဲ့တန်ကိုကြောက်တော့လေတော်ကိစ္စပြောဖို့ဆိုတော့အချိန်နေရရွေးနေရနေငိမ့်နေလိုက်ရရမနေပါဘူးဆော့ဆော့ရေချိုးကန်းပြင်မှာမမေကဘယ်ချိန်ရောက်လာလေကိုကြီးပြောသမျှအားလုံးကြားသွားတာတချို့တော့ဝက်ပဲကြားလာမ
မေရှိကြမှာမတရားကိုဖိနေပြောတယ်လို့နဲ့ချန်ရင်ရဲ့စိတ်ကိုလေတိတ်တော့မယုံချင်ပါဘူးမေရှိမှန်းသိလို့များတမင်ကိုပြောလိုက်လေသလားဒီလိုတွေသူတပြန်ကိုတပြန်ပုတ်ခတ်စောင်းချင်နေကြလို့ရှင်မသိမြတ်ချင်းတွေကပြီးဆုံးပါအောင်လားတွေးနေနေပြောချင်တာတွေကပါစက်ထဲမှာများပြလာပြီကိုမှတ်ပြီးတော့သူ့ဘက်ကိုလှည့်လိုက်မိပါတယ်ဟင်ချစ်ချင်းမျက်လုံးပြူးသွားပါတယ်ခြံကဘောင်းမီကဘက်ကိုငုံဖြုံနေတာပါကိုကြီးဘာလို့တာလဲနေအောင်လေချစ်ချင်းအပြင်ထွက်မှာချိုးပေါ့ဂျေးတွန်းပေးရမယ်လို့မင်းကခိုင်းတာမကြောက်လားဘာမေကိုတမင်ရောသားဖြစ်အောင်ကိုကြီးပြောလိုက်တာလို့ပဲချစ်ချင်းကထင်ခဲ့တာပါပြီးတော့ချန်ရန်ကလည်းညာလဲဆိုင်နေနေတော့တဘာဝကြောင်ညာပေးလိုက်ဖို့စိတ်ကူးနဲ့ဖြစ်ပါတယ်ချစ်ချင်းလက်နဲ့ကြားဖြစ်သွားမှလည်းသိတယ်ညင်းမှာပဲဆိုတော့လည်းတွေးထားပြီးသားပါသူကလည်းတကယ်ရအောင်ခိုင်းမှုမှမဟုတ်ပဲဒါမဲ့ကိုကြီးကလေကိုကြီးကတကယ်ညစ်ပတ်တဲ့စိတ်ရှိတာပဲချစ်ချင်းကလေကိုကြီးကိုမမေ့တယောက်တည်းကိုအတိုက်ခံလုံးချင်လို့စိုးပြနေရလို့ပဲထင်ခဲ့တာအမြဲတမ်းနုံညံ့တီးခံနေတတ်ခဲ့တဲ့မျက်ဝန်းတွေဟာဆူဆူရဲဖြစ်သွားခဲ့ပါတယ်မတော်မေဘူးကြေးမကလို့တိမ်မဲ့တန်ရာဖြစ်ပြေဟေးအာဒီလိုပြောဆိုထွက်သွားတော့ခေါင်းကိုမကြံနိုင်ခဲ့တဲ့ချိန်ကဒေါသနဲ့အရှိကနေပိတ်ရလိုက်ပါတယ်အညံ့မခံမို့ဆုံးမြတ်ထားရဲ့ချစ်ချင်းကလေတွေ့ဝေချင်းမရှိရဲ့ခြေလမ်းနေမို့ရှင်မချင်းဟာအင်္ဂနေပြတ်တိုက်ပါတယ်အဲဒီကမှဆက်ပြထဲ့ဝင်နေတော့မှစဉ်းစားနေနေလက်ကိုခါလိုက်ရေစင်လိုက်လုံးနေတဲ့အတွက်ကြောက်ပြောက်မှစိုးနေတဲ့ဆက်ပြရည်တွေကြောင့်လေအာသေပါပြီကွာခြေချော်ပြီးတော့ပလက်လန်လေးရမှာချစ်ချင်းဖြစ်ပေမယ့်ခြံကမိအောင်ဆွဲဖက်ပြီးတော့ကိုလေးလိုက်တာကြလေဖက်လျက်လေးကျသွားတဲ့ခါမှာ तू ကအောက်ကပါကိုကြီးကောင်းထိသွားပြီထင်တယ်ကွဲပါစေကွာသေမလေးစီမင်းကိုဖဲလိုက်ဒေါသတွေဖောင်းဖွာနှုံမြင့်ပြီးတော့ခြံရံအော်တော့မှာသူ့ကိုပမာဝမ်းလျားမောက်လျက်ရှိနေတဲ့ကိုဖြစ်ကိုသတိရပါတယ်။အိုးထကိုကြီးချစ်ချင်းကလေအာသူကထထပြီးတော့ရှုံးမိပြီးကောင်းအောင်နောက်ပြန်ဆောင်လိုက်တဲ့ခါမှာချစ်ချင်းစကားမဆက်နိုင်မနေစိတ်ဝင်စားကြည့်နေပါတယ်။ထိုခါမှလက်မှာသူ့တွေဘာမပါလာတော့မှအမလီတော်ပါသေးရဲ့မင်းကြီးတော့တော်ပါလားဒီမှာကြောခွဲပြီလားမသိဘူး။ကောင်းမှထိချက်ပြင်းပါဆိုလို့ကြောကော်ခံလိုက်ရတာ။ဟုတ်တယ်ချစ်ချင်းကြည့်ပြီးမယ်။မကြည့်နဲ့နေမဲ့တိမ်မဲ့တန်ရာဖြစ်လို့ပြောတာမဟုတ်လားအသက်နဲ့ဝေးကြီးပဲကိုကြီးကလည်းချစ်ချင်းကဒေါသဖြစ်လို့ပြောတဲ့ဟာကိုအောက်ကြနောက်ကြခက်ခက်ရရပုံလေးနဲ့မလိမမျိုးမလိမာပြောပြန်ပြီတကယ်ကိုဖြူစင်သူလေးပါပဲမဟုတ်မဟန်နဲ့ထင်ကြီးရည်တွေးပြီးမှဒေါသဖြစ်ပြီလားဆိုရင်စွာမစွာပါခြံရံကိုအတင်းဝင်တွဲဝင်ကိုနေအိတ်ခမ်းနဲ့ရောက်တဲ့ထီကိုလေးပြေထိုးစကားရေးစိုးလာတာမပြီးနိုင်ပါဘူးမိုးထိန်ထိန်လေးတော့တန်ရာကပူနန်လာပြီးတော့ခြံရံမျက်နှာရှုံ့မိနေပါတယ်ဒုက္ခပါပဲကိုကြီးကလည်းမသက်တာပဲနေဆရာအောင်ပြင်မို့ဥမို့ကိုသွားပြောမယ်ဆိုတာလည်းမရဘူးချစ်ချင်းကတညာလုံးမအိပ်ရသေးဘူးမျက်လုံးလေးမှာတဲရီဝင်းနေတယ်လို့ပဲမင်းကဘူးတော့မအိပ်နေအောင်ဆွဲရလို့လေကိုကြီးကိုစိတ်မချလို့ပေါ့ပြောလိုက်တာလေတော့ရင်ပါတယ်သူ့ချိန်နာမှာခွခွလေးလဲလာတဲ့အတွက်ကိုကိုစေတနာကြီးမှဆိုတာတကယ်ကိုစောင့်ရတာပါလားလို့တွက်လိုက်မိတာဒီကောင်မှပါပြီးတော့ဟန်ဒီပန်လေးနဲ့ပြောလိုက်မိတဲ့အခါမှာပိုဆိုးသွားပါတယ်အခုကျဒေးရည်မှာအေးရဲသွားပြန်ပြီလားတော့ကိုရမှာကိုသွားရဲ့ဒီစကားကြမှာလှဲနေတဲ့ချစ်ချင်းရဲ့မျက်တောင်ရှိတွေကဖြက်ကနေဖွင့်ကြည့်လာပါတယ်ကိုရတကူလုံးမလုံနိုင်မထနိုင်ဖြစ်နေပြီမဟုတ်လားချစ်ချင်းကဘာကိုကြောက်မှာလဲဘာသူ့ကိုစိတ်မချလို့ချင်းမှာစောင့်ရင်ပေးရမှာကန်ချချင်းနေဒီလားမသိပါဘူးချစ်ချင်းတော့လည်းအန်ရီမရှိဘူးကိုကြီးလည်းစင်ပြီးမှမကောက်အောင်လားချစ်ချင်းသူ့ကိုကြီးကြောက်မှတ်လာတဲ့ဒီကိုဒေါသကြီးဖောင်းကြွတက်လာတာကိုချစ်ချင်းကသတိမထားမိပါဘူးအေးစင်နားနေပါတွဲဖို့ထူဖို့လို့ရှင်လေခြေထောက်နဲ့တစ်ချက်လေးပဲတူလိုက်ချစ်ချင်းကအေးဆက်ပြီးသားအေးမဆက်နဲ့တေးအောင်အိတ်လိုက်တော့ကောင်းဆုံးပါလေခြေထောက်နဲ့တစ်ချက်ပဲတူမှာမဟုတ်ဘူးကျုံးမြေကြာဆက်ကျိုးပြီးတေးအောင်တခါရေးဖနှောက်နဲ့ပေါက်ပြီးတော့မှကန်ချပြစ်မှာအဲ့တဲ့လူကအိတ်သွားပြီးတော့သူ့မှာဒါဘာမှမပြောဖြစ်လိုက်ပဲနဲ့တင်းတင်းစီထားတဲ့နှကန်းသားရဲ့အတွင်းမှာစကလုံးတွေကအတောင်ပံပေါက်လာနိုင်ပါတယ်ဒီကိုလုံးမလုံးနိုင်မထနိုင်ဘူးထင်လို့ရှင်မင်းမျက်လုံးနည်းနည်းလေးဖွင့်ကြည့်လိုက်လို့များကြောင်းမှန်ကံမှန်သိအောင်ပြလိုက်လို့ရှင်တော့အတန်ပြအောင်အော်သွားမှသိကြပါ යි တနာတာကိုတနာမှမသိပါလားမျက်နှာလေးဒီဘက်လှည့်ပြီးတော့ဆောင်းတစ်ဝက်ခါပေါ်တင်ကအိပ်ပျော်နေတဲ့ချစ်ချင်းကိုစိုက်ကြည့်နေမကြင်မနှက်ဖြစ်သွားခြင်းဟာဒေါသလေးမဟုတ်တော့ပဲနေသူနှကန်းဒီမှာပြုံးအောင်တန်းလာပါ යි ကိုဘတ်တာကောင်းနေစင့်ခံပြီးတော့ခေါင်းရင်းမှာခဲလျှော်လျှော်တူးထန်လိုက်ပြုံးနေတဲ့နှကန်းဒီမှာသွားရပေါ်ကအတန်တိတ်ရီးမိရဲ့ကြီးကိုဖြစ်သွားခဲ့ရပါချစ်ချင်းသူ့ကိုတော်တော်လေးကိုခင်တွယ်နေရသိတာပါ යි ဒါမဲ့လေသူထင်ထားလို့မဟုတ်နိုင်နေဖြစ်ကတေချာတလောက်ရှိနေရတဲ့အတွက်အပြင်ကပြန်လာပြီးတော့အထဲမဝင်မင်းနဲ့
ကိုတဘူးထုတ်ယူပြီးအဲကန်ထဲမှာပဲထားလိုက်ပါတယ်ထိုချိန်မှာတော့ဒေါ်တိုးကတက်ခွာပန်အဖြူလေးတွေနဲ့ပန်းကန်းကိုတီးတီးတိတ်တိတ်ကြီးနဲ့ခြံထဲကနေတက်လာပါတယ်ဒေါ်တိုးကျွန်တော်စားဖို့ပါရှိလေလူလေးဒီနေ့ဆိုရင်အိမ်ပြန်ကတ်လို့ပါလားအမလေးရှိပါတော့ဒီနေ့ကဆန်းလေးလေးဖြစ်တော့လေတယောက်တစ်မျိုးအကြိုက်တွေစုံအောင်ကိုချက်ပေးထားတာဘယ်သူမှတော့မစားကြသေးဘူးလူလေးခဏပဲစောင့်သိလားဒေါ်တို့ဒါလေးသွားပေးလိုက်အောင်မေဘဲကိုလေချစ်ချင်းပန်ပါလေသူ့မိနဲ့တူမွေးနေလိုက်သွားမလို့တဲ့မခိုင်ကသူ့သမီးလေးကိုစိတ်ကြိုက်ပြင်ဆင်ပေးထားတာလှလိုက်တာမှလေဘလူလေးပါလို့ပြောရမှန်းတော့မသိဘူးဖြူဦးနေရပဲဒေါ်တို့ကအားပါးတွေကကြီးမွေးနေအတန်ကကြမ်းခဲ့ပါတယ်လူကတော့ထွက်ခွာသွားပြီလေဖြစ်ပါတယ်ချန်ကကုတ်တဘူးလုံးရေးသားလို့တောက်ပြစ်လိုက်ပြီးတော့နေရထိုက်ရလိုက်ပါတယ်ဘူးကအမိုက်ပုံးတွေကိုလှမ်းပစ်လိုက်ပြီးတော့မှလက်နှစ်ဖက်ကိုပေါင်းပြီးအိမ်နှစ်ဖက်ထဲမှာထည့်ပြီးဟောင်းငနေမိပါတယ်ပြီးတော့ကြဲကြဲမှန်မှန်ရှောက်တဲ့ခြေလန်းတွေဟာယုံကြည်မှုအပြည့်နဲ့အပေါ်ရက်လေကားတိုင်းမှာနေဖြတ်တက်ခဲ့ပါတယ်လမ်းလျှောက်ပြီးဆိုရင်လက်တက်ဝါဒါမှမလို့ရှင်လက်နှစ်ဖက်စလုံးပေါင်းပြီးအိမ်ထဲမှာထည့်ပြီးတော့မှတလန်းချင်းရှောက်တက်တာသူ့ကျင်ပဲဖြစ်ပါတယ်ဒါအပြင်မှာပဲတော့အိမ်ထဲမှာပဲနေဒီတိုင်းဖြစ်ပေမဲ့ဒေါ်မမခိုင်ကတော့ချီးကျူးပေါ်ရခဲ့သည်ပါကို့သားကလေနေရင်ထိုင်ရင်ပေါ်နေရဲ့သူ့စတိုင်မှာဟုတ်ပါကာရဝေါစာတရားပျောက်ဆုံးနေတာတကူလုံးမှာရိုကျိုးနာခံတဲ့အမှုရာတစ်စက်မှမရှိဘူးဘယ်ချိန်ဖြစ်ဖြစ်ကြည့်လိုက်လို့ရှင်မိုက်ကန့်ကန့်ပုံနေကိုနေတတ်သလိုနေအောင်လဲဒေါ်မမခိုင်မျက်လုံးထဲမှာကန့်လန့်ကြီးပဲဖြစ်နေတာပါအဲ့ဒါဘယ်လိုညှိနှိုင်းရမလဲလူကြီးလို့တဲ့ဘက်ကတော့မှမတည့်ဖို့ကြီးပဲတွေးနေသေးတာကို့ဘက်ကနေသားကြီးလေဘာဖြစ်လဲနေတော့မတည့်အောင်စဖြစ်နေတာကို့ဘက်ကမဟုတ်တာသိကြတယ်ဒါမဲ့ဒီမိမကြီးကဲ့ရဲ့ရှုံချနေသည်များသူကြီးပဲမကြားလို့မမြင်လို့နေခဲ့ရဘလောက်တော့မှကြပြီလေကို့လေကအခုမှအိုးဝတ်ထားတာအဖြူလေမျက်နှာလည်းဖြူပြော့နေလို့ဖြစ်မလားမော့လိုက်နှက်ကန်းဒီခင်းရောင်လေးကအလိုက်ဆုံးပဲမမေရဲ့နှက်ကန်းဒီပါဆိုမှနီနေလဲနေပေါ့မျက်နှာမှာအယောင်လေးစုံနေအောင်ချစ်ချင်းမကြိုက်ပါဘူးဟဲ့ဒါကပွဲလန်းသမင်တွားမှလေညီကိုလူသိနေလို့အခုလိုခေါ်ထုတ်ချင်နေရကြားပြီအပြိုတော့ကလည်းရှက်တက်လိုက်တာဘယ်ခေါ်လို့မှမရဘူးအခုအိမ်အောင်တဲ့ဖြစ်နေပြီလေရဲတင်တာတော့ရဲရမှာပေါ့အခန်းရှိဖျက်လျှောက်လိုက်ကမှအထက်ရစကားတန်နေကြအောင်ခြံကတုံငနေရက်ပြစ်လိုက်ပါတယ်ချစ်ချင်းဟာဒီထဲမှာပဲသူတန်မပေးဘဲနဲ့ဆက်နားထောင်နေလိုက်မိပါတယ်ကိုမိုးကလုံးဝမအားဘူးအဲ့ဒါကြောင့်သူ့သားနဲ့ညီကိုပဲလွတ်မလို့တဲ့ဒါမျိုးကလင်မယားဇုံတွေပဲတွားရတာလေမိမိကတော့သူ့သားနဲ့တွဲပြီးမလွတ်ချင်ပါဘူးသူနိုင်ကျင့်တာညီခံနေရသမျှလေလူကြားတွေကိုတွားပြလို့ဖြစ်ကုန်မှာပဲညီလက်တတိချာကိုတီးခံလုံးနဲ့သူကကြောက်တတ်တာပဲဒီကောင်လေးကိုများဒီလောက်တီးခံဖို့ဘာလို့လဲကိုကြီးကအပြောဆိုရပါမမေရဲ့သူကချစ်ချင်း哦ဘလို့စေတနာရေးထားခဲ့ဘူးလေညီကိုချစ်ပြရသည်ကြိုက်ပြရစီဆိုပြီးခွင်တောင်းပြီးလက်ထပ်ခဲ့ရလားစကားတန်တိတ်သွားပြီးတော့ချစ်ချင်းရဲ့အတန်လေးကလည်းပျောက်နေပါပြီကြားနေရသမျှအတွက်ကတော့ချန်ရန်ကအန်ကျိတ်နေမိတာပါဒါကသူနဲ့ဘာဆိုင်လဲဒီစကားတွေကိုမမေမပြောသင့်မှန်းသိတယ်ဒါမဲ့ညီးရလေကို့အဖြစ်ကိုမသိလို့ပြောနေရတာဒီမှာချစ်ချင်းရှင်ညီကိုဒီကောင်လေးကဘာမှမဟုတ်ကြပဲနဲ့ကိုပြေးသွားတာမမေမသိဘူးများမှတ်နေလားကိုဟင်းရွက်ကစုံခူးတယ်လို့ခူးပြီးမှပြုတ်တူကြော်စားတော့ကျင်းနဲ့နေတဲ့ချေကိုညံ့နေတာညီကိုတကယ်ကိုအံ့ဩတယ်ထားပါတော့ငါကတော့လှစ်လူရှုနေနေသမျှအစွမ်းကုန်နေမှာငါမသိမခံတဲ့တနေ့မှာညီရောငါရောတက်ခုလက်ဖြစ်ကြဖို့ပဲအားမွေးထားတယ်အဲ့ဒီအချိန်ထိကိုညီးပါစက်ထဲမှာကိုကြီးဆိုတာမချနိုင်သေးဘူးဆိုတော့အသေးရိုက်တက်ပြစ်မှာနော်မယုံမရှိနဲ့ဒီလောက်ထိပြောနေအောင်ကြားရတဲ့ခါမှာဒေါသလက်သီးဆုပ်ထားတာမှအုံကြွချင်ပါတယ်ပစ္စည်းချအတန်လှုပ်ရှားသွားတဲ့အတန်လှမ်းနေဟာချစ်ချင်းကိုပြင်ဆင်ပေးနေပြောနေတာဖြစ်ပါတယ်ပြောရင်လည်းမခံမရနိုင်နေဖြစ်နေပြီမမေတွေငါတွေရောထွေးပြီးတော့စုံးမနေတယ်လို့ကြိမ်းမောင်းနေတယ်လို့လေတန်းမာထန်ပြက်သားနေတာပါချန်ကအခန်းတကားကိုရန်သူလိုစူးစားကြည့်လိုက်ပြီးခါးနှစ်ဖက်ကိုထောက်ပါတယ်သူ့မှာပဲအစီအစဉ်တွေရှိနေသေးရလားချစ်ချင်းဆိုရယ်မိန်းကလေးရဲ့ဘဝဘသူကပိုင်တာလဲအန်ဂျယ်လီယာနဲ့မေကတကားကိုခက်ပြင်းပြင်းခောက်လိုက်ပါတယ်ချစ်ချင်းအထဲမှာရှိလားတကားကိုဆက်မပြတ်ခောက်ပြီးမှခက်မမမေးလိုက်ပါတယ်အထဲမှာအတန်လေးကတိကနေတိတ်ကျသွားပါတယ်ကိုကြီးဘာလို့မလို့လဲပြင်သွားစရာရှိတယ်ရေမိုးချိုးပြမှပြင်တာမိနစ်20အတွင်းနော်ကိုကြီးသူလက်ထွက်လာခဲ့ပြီးတော့မှချစ်ချင်းရဲ့မျက်နှာလေးကအခန်းတကားဟသွားတဲ့ကြားမှာပေါ်လာပါတယ်ဘာလဲချစ်ချင်းနဲ့မမေတို့မွေးနေ့ပွဲသွားကြမလို့အခုပဲဘာဆိုတဲ့အတန်အံ့ဩသွားခြင်းကလိုအပ်ချက်ကိုပို့သွားတာကိုသိလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ချစ်ချင်းမျက်နှာလေးကိုမြင်လိုက်ပြီးတော့ तू ကငေးကနေဖြစ်သွားပြီဘာပြောလိုက်ပြီးမှနောက်မှသတိမထားမိလိုက်ပါဘူးပန်းနူရောင်လည်းမဟုတ်ဖြူဆွတ်ဆွတ်ကြီးလည်းမဟုတ်ပဲနဲ့
မျက်ခုံပြေပြေနှကန်းသားထွေးထွေးလေးတွေမှာလက်နေရဲ့ခင်းရောင်ဖြိုးဖြိုးနဲ့တောက်ပါချင်းကင်းစွာနဲ့နုလွင်နေတာပါနှစ်ဖူးပြောင်သိမ်းထားပြီးတော့နှစ်သေးဆက်ဆန်စားလေးတွေကိုအတွန့်လေးတွေလုပ်ပြီးမှပြိုဆင်းချထားလေဟာမျက်နှာလေးနဲ့တော်တော်ကြည့်ကောင်းနေရပါပြီးတော့စတုံးနဲ့မတူဘဲနဲ့နောက်မှာမမို့ပုံပုံလေးကပ်ပြီးမှအောက်မှာသပင်တွန့်တုံဖွားဖွားလေးတွေပြန်ချထားသေးရပါသပင်ဖိုင်ရဒါမှမဟုတ်ကျစ်စမီတနခါနဲ့ပဲမြင်းနေကြချစ်ချင်းရဲ့မျက်နှာလေးဟာလုံးဝပြောင်းလဲသွားတဲ့အတွက်ဟမ်မဆောင်နိုင်တဲ့သူ့ရဲ့မျက်လုံးတွေကမဖုံးမဖိနိုင်ပါဘူးကိုကြီးချစ်ချင်းဟာကိုလေးတစ်ပိုင်းကိုင်းနေတာတကားဖွင့်ပြီးတော့အပြုံထွက်လာပါတယ်ဝှက်ထားတာထုံးကြောက်ရပိုးချင်ရင်ဖုံးလေးပါချစ်ချင်းအထက်ကအာနာဝကရဲ့အော်တန်မျိုးခုံပြန်ထွက်လာတော့ချစ်ချင်းတုံကနေဖြစ်သွားပါတယ်အာနာဝကဘလူးရဲ့တောင်မကြားဘူးပဲမေချိန်ရနားရီမှာတော့အဲ့ထက်ပိုဆိုးနေတာချစ်ချင်းခြေလန်းနေရက်သွားတော့မကြည်နဲ့ချင်းဟာပိုခဲ့သွားပါတယ်ဒေါ်မမခိုင်ရဲ့ပုံရဲ့အခန်းဝမှာပေါ်လာနေသူကလည်းချစ်ချင်းရဲ့လက်ကလေးကိုလှမ်းဆွဲလိုက်ပြီးသားဖြစ်သွားပါတယ်ပြင်ဆင်ထားတာပါလားဒါဆိုရင်စောက်စရာမလိုတော့ဘူးပေါ့သွားမယ်လေစစ်ချန်ရန်ဘာအတွက်ပြင်ဆင်ထားရလဲဆိုတာမင်းမေ့တယ်နေဒီခန်းရှိမှမင်းရက်လိုက်ကြရငါတို့စကားတန်ကိုမင်းကြားမှာပါကျွန်တော်စိတ်မဝင်စားဘူးဝင်စားသည်ဖြစ်စေမဝင်စားဘူးဖြစ်စေငါတို့ပြောနေတဲ့စကားတန်လုံးစုံမင်းကြားပြီးဖြစ်ဖြစ်မကြားသေးဘူးဖြစ်ကွာငါတောင်တော့သိမှာပဲချစ်ချင်းကိုဒီလိုပြင်ဆင်ပေးထားတာမင်းရောက်လာလို့ရှိရင်အตาလေးလက်ဆွဲခေါ်သွားနိုင်မှာမဟုတ်ဘူးတိရက်နဲ့မင်းတမင်လှုပ်သွားလို့ထပ်ပြောပြတာမင်းသွားစရာရှိနေလို့ရှိရင်ဒီနေ့တော့တယောက်တည်းပဲသွားလိုက်ပြီရောဟာအန်တီခိုင်ပြောတာပိုင်လိုက်လားချန်ဘာတွေပြောတော့မှသိလိုက်တဲ့အတွက်ချစ်ချင်းမျက်နှာလေးကတိရွက်လေးတရွက်လောက်တော့မှငေးကျသွားပါ යි ရှုပ်တရဘာမှလည်းဝင်မပြောရပါဘူးချန်ကချစ်ချင်းရဲ့လက်ကလေးကိုစောင့်ဆွဲပစ်လိုက်တဲ့အတွက်သူ့ဘက်ကိုရိုင်းကျသွားပြီးတော့ပကုံးချင်းပြစ်တိုက်သွားပါ යි ပြီးတော့ကိုမခွာရက်လို့မရလို့လက်မကနေပြောင်းပြီးတော့ဖိစုပ်ကင်ထားလိုက်ပါ යි ကျွန်တော်မိမကိုကျွန်တော်ဘဲချင်းဘဲနေရာကိုဖြစ်ဖြစ်ခေါ်သွားလို့ရတယ်လေသူများနဲ့သွားမေးလမ်းကိုသဘောကျတယ်မသွားရဘူးလို့တားဆီးပိုင်ခွင့်ရှိတယ်မင်းဘာပြောတယ်အန်ဒီခိုင်တီထားတင်တာတွေကိုကျွန်တော်ထပ်ပြောပြတာပါဒီလိုပြင်ဆင်ပေးထားတာတွေပါမသွားစီခြင်းဆိုတော့သူ့ကိုဘဲခေါ်ပဲရှိရှိကျွန်တော်အတိမပေးဘဲနဲ့ပြင်ဆင်မထားပေးနဲ့ပေါ့အခွင့်အရေးတွေပြိုင်ဆိုင်ရွတ်ပြနေတာတိတ်တော့မကောင်းပြောပေးရနဲ့ချစ်ချင်းရဲ့လက်မောင်းလေးကိုတွန်းပြလိုက်ပြီးမျက်နှာကိုတေချာငုံကြည့်ပါတယ်အန်တီခိုင်မကျေနပ်ဘူးဆိုတော့မင်းမျက်နှာပေါ်ကရောင်ကိုပြန်ခွာပေးခဲ့လေငါအေကန်နေကစောင့်နေမယ်သူကပိုင်နိုင်ချင်းပြင်းနေပေါင်းမီရဲ့တဲကိုလက်နဲ့ဖက်ထည့်ပြီးတော့မှခက်မမင်ရှောက်ထွက်ခဲ့ရပါဒီပုံစံရှောက်လာနေအောင်မထီလေးစားခြင်းလို့တက်မှတ်ပြီးတော့ကဲ့ရဲ့ခဲ့မှုတဲ့ဒေါ်မမခိုင်တယောက်ကဘလောက်ထိကိုမိုးရီတာပွားနေမလဲနည်းနည်းပဲချစ်ပါဒီကောင်ကကြီးစုမတင်တက်လို့ကဲအဲ့တော့ဒီဇလန်းကနောက်တစ်ပိုင်းဆိုတော့စက်သိန်းတော့မှဖြစ်ပါ යිစက်သိန်းမိန်းမှာဘလို့မထင်ထားတဲ့အကြောင်းအရာတွေပါဝင်လာမလဲဆိုတော့ပရိသတ်ကြီးအားစောင့်မျှော်ပြီးတော့အပိနာဆင်ပါလို့ပြောကြရနေပြီပရိသတ်များလုံးကိုနှုတ်ဆက်ပါရနားဆင်ပြီးတော့အပိခဲ့ကြတဲ့ချစ်တဲ့ပရိသတ်တရားကိုချင်းစီတာကိုကျေးဇူးထူးပဲတင်ရှိပါရပရိသတ်များလုံးမေတ္တာပြောရှင်စရာကောင်းတဲ့နေ့ရက်တွေကိုချစ်တဲ့သူတွေနဲ့တူတူဖြတ်တန်းသွားနိုင်ကြပါစေလို့ဆုမွားဆုတောင်းပေးပါရ